အဘရှင်းထားတဲ့တိုက်ကျုပ်ဘလို့နေရမလဲနေနိုင်နေအဘမစားနိုင်ဆိုလည်းမစားဘူးအနားမှာထားအဘရှင်းတခုမဲ့ပြောကျုပ်ကိုအဘငါ့ကိုကားရမှာမောင်းထုတ်တယ်ငါ့ကိုပေးပြီးတောက်တာငတ်ထားတယ်အဘငါမသိချင်သေးဘူးသာသနာတိုင်းပြည်အောင်ချုပ်တဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးလို့စောက်တိုင်မဘူးလို့လွတ်လပ်တာလို့ကျုပ်တို့ကသတ္တဝါနန္ဒလူတွေအတွက်ဒိဋ္ဌိအတွက်ကြီးမဟုတ်ဘူးဒိဋ္ဌိလည်းမမုန်းဘူးလို့လက်ခံတယ်လို့ကျုပ်တို့မစောက်တိုင်နဲ့မဖယ်နဲ့ဒိဋ္ဌိဆန္ဒမဟုတ်ဘူးလို့အောက်တန်းစားအိန္ဒိယone pass အိန္ဒိယအောက်တန်းစားနိုင်ငံပြန်သွားအောင်ပါလို့ဒီနိုင်ငံနဲ့အဲ့နိုင်ငံနဲ့အောက်တန်းစားနိုင်ငံပြန်သွားအောင်ပါလို့ပါငါပြန်သွားအောင်မယ်ဒီနိုင်ငံဘယ်လောက်ချင်လဲလို့အဘဇီယာတို့တပည့်တော်လေးအခုမှလေဇီယာတို့ face ဇီယာတို့ eye ဇီယာတို့ mouth ဇီယာတို့ body အခုမှတေချာကြည့်တာလို့ကိုလေးကြည့်ဖို့မအားဘူးလို့ကိုစိတ်တရားစာနဲ့တရားနဲ့စာပေပရိယတ်ဒီအကြောင်းလေးပဲကိုညံထဲမှာလုံပတ်လိုက်ပြီးတော့တွေးလိုက်စဉ်းစားလိုက်စိတ်ကျင်လိုက်ကြုတ်တွေးနေလေကြုတ်တွေးနေနည်းနည်းတဲ့တရားတွေအကြောင်းပဲနည်းနည်းတဲ့စကားပညာတွေမှာပဲစဉ်းစားစိတ်ကျင်တွေးခေါ်နေတာလို့အမေကိုဘေးနားမှာရှိတဲ့ကြုတ်အမေကိုလည်းလမ်းခွင့်မရဘူးတတိမရှိဘူးလို့ကြုတ်စားတွေပဲတွေးနေတာလို့ဖတ်လိုက်တွေးလိုက်စဉ်းစားလိုက်အားထုတ်လိုက်ကျင့်လိုက်ဇီယာတို့ကျုပ်အခုမှတတိထားတာလို့ကျုပ်တရားပါလေဖယားပါလေတန်ခါပါလေကျုပ်ဒီထဲမှာပဲနစ်မျောနေတာအနည်း20ကျော်လုံးအဘဇီယာတို့လူတွေဘာဖြစ်နေလဲဆိုတာကိုစဉ်းစားဖို့မသိဘူးလို့နိုင်ငံရေးလုပ်နေတယ်လို့နေလို့မရတော့ပြေးထွက်လို့လမ်းမပေါ်ထွက်ကြည့်တယ်လို့ကြည့်ုံတက်တက်ပဲကိုဘာလုပ်ရမလဲဆိုတာမသိတော့ဘူးလို့အဘနေရန်ကုန်ရောက်လာတော့နိုင်ငံရေးတွေလုပ်နေကြတာကိုကကြည့်ုံတက်တက်ပဲကိုတတိရှိနေတာစာပေပရိယတ်ဒီမှာအကျင့်နယ်ပယ်မှာပရိယတ်ဒီပရိပတ်တိဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာလို့အိန္ဒိယကျမ်းစာတွေကကိုယ့်ရဲ့နှလုံးသားထဲမှာလို့ရောက်နေတာလို့အဘကျုပ်အခုမှဆရာတော်နာရောက်လာတာလို့ကျုပ်ကိုမောင်းထုတ်တယ်ပေတယ်လမ်းထုတ်တယ်ခွဲခြားတယ်တတ်မှတ်တယ်အငတ်ထားတယ်ဆရာတော်ကျုပ်အခုမှတိုင်ခွင့်ရတာလို့ငါနိုင်ငံလည်းကောင်းနေတော့မဟုတ်ဘူးလို့ဒါပေမဲ့နေရာတစ်ခုတော့ကိုယ်စိတ်ကညှို့နေပြီလို့ကိုသွားလို့ရတဲ့နေရာဒေသတစ်ခုရှိတယ်စောင့်ကြည့်နေလိုက်တော့ငါသာသနာကိုထားခဲ့မှာငါသာသနာအဲ့မှာသွားထားမယ်လို့ဒီမှာလက်မခံငါ့ကိုမောင်းထုတ်တယ်ရိုက်တယ်ပြုတ်မာတယ်ငါလက်မခံဘူးလို့အဘငါသာသနာထားခဲ့မှာလို့မတားနာမြင့်မြတ်ကြည်ကျက်ခမ်းနားတယ်ဆိုတာအများတူငါသိစေဖို့ရုပ်တရားလေးငတ်နေအောင်ဒီကလေးကချားတော်လိုက်တာလေမတန်လေရုပ်လေးလက္ခဏာနဲ့တင့်နေလိုက်တာမပြောနဲ့အဖို့ရှိပရိသတိမှားလာပြီကျုပ်ဒီလိုကိုမုန်းတယ်လို့မပြောလို့ဒါမဲ့တခါအားနေတယ်လို့တယောက်ငတ်နေလို့မတနာတတ်ဘူးကျုပ်အမုန်းဆုံးအဲ့လူမျိုးဇီယာတော့ဘာကြောင့်လဲမသိဇီယာတော့ခွဲနိုင်တယ်လို့ကျုပ်က
နဲ့ဆွဲနေတာမဟုတ်ဘူးလို့ကျုပ်နဲ့ထိုက်တန်တဲ့ယောက်ျားမြတ်ယောက်ျားကြီးကျုပ်နိုင်ငံမှာတပုံကြီးလို့ကျုပ်စားထောပြစ်လိုက်မှာလို့ရှစ်လူမျိုးတွေလုံညံ့လာလို့ရှင်းလာလို့ကျုပ်ကိုရိုက်တာနဲ့တာမောင်းထုတ်တာချိတ်ချောက်တာတရုတ်နဲ့ရဲနဲ့ပေါင်းနေတာဒီမှာရိုက်တာကိုတပည့်တော်မျိုးကိုသွားတော့ရဲကဝင်လာတယ်ဒီဖျားเจ้าထဲမှာနေခွင့်မရှိဘူးလေမောင်းထုတ်တယ်တရုတ်သားသမီးတွေရဲကယူထားတာဒါကြောင့်မလို့မောင်းမှာထောင်သွားပြီးတော့ကျုပ်ကိုနိုင်ထက်စီးနေနဲ့တတိရှိမောင်းထုတ်ရဲဖျားစေနာရောက်တော့လေဖျားကိုကြည့်ပြီးတော့တပည့်တော်လေဝမ်းလဲပြီးငိုလိုက်တာအဲ့ဒါဖျားเจ้าเนี่ยမောင်းထုတ်ကြည့်တယ်ရဲကလူဝိနဲ့ဝင်လာပြီးဒီမှာနေခွင့်မရှိဘူးလေကလားမကောင်းတာလို့တော့ခိတုံအောင်ကြောက်တာတတိမရှိရဲမရဘူးရှ िख ိုးတော့ဖျားတာရှ िख ိုးတာဟန်ဆောင်ရှ िख ိုးတာသူတော်ကောင်းပဲမပါဘူးအပတပည့်တော်လေမောင်းထုတ်လိုက်တယ်ဖျားเจ้าเนี่ยနေပြီးတော့မောင်းထုတ်လိုက်တော့သူများအိမ်မှာညီမကိုဆေးသွားကူတာအဲ့ဒါပတ်စံ2000ပေးပြီးတော့သူများအိမ်မှာ10ရက်လောက်တဲပို့ပြီးရဒီအကြောင်းထဲမှာတော့တဲရဆိုတော့ကို့မှာဟုတ်လားပတ်စံမပေါ်လို့အလကားရလို့သွားတဲရတာဆေးပို့ဖို့သွားတာသွားရင်ဝမ်းနေပြီးငိုလိုက်တာချလိုက်လို့ဦးကျော်လေတရုတ်လေတပည့်တော်ခေါင်းလေသူ့လဝါးဆောင်နဲ့ဖြတ်ရိုက်ခြေထောက်တွေနဲ့ကံမြက်ခွက်တွေဆုပ်ဆရာတော်ပြောဆရာတော်ဝီသေးလို့ပြောမှာဆရာတော်မတုံလို့တော့ဘူးနော်ဟုတ်တယ်အဲ့ဒါကြီးဆွဲနေလို့ဖြစ်တာဗောအဲ့လိုမကောင်းတာတွေဆွဲတဲ့အတိုင်းဖြစ်အဲ့ဒီဆွဲမပြုတ်ပြရတော့နောက်လည်းဖြစ်အောင်မှာတပည့်တော်ကတော့မဖဲချာကိုယ်နိုင်ငံမှာလည်းအကောင်းဆုံးရှိတယ်တိတ်တယ်ဒါပေမဲ့တပည့်တော်လွတ်အောင်ရှောင်တယ်အကောင်းဆုံးဆိုတဲ့တမတ်ချက်နောက်ကိုတပည့်တော်ဟုတ်လားလွတ်အောင်နေမယ်ကောင်းတဲ့နေရာမှာလည်းမနေဆိုးတဲ့လူနဲ့လည်းပတ်သက်ဘူးကောင်းတဲ့လူနဲ့လည်းပတ်သက်ဘူးလွတ်သွားတဲ့နေရာမှာပဲနေတော့မယ်ဖို့အောင်တော့မယ်လို့မိယာတရားတွေရှာမနေတော့ဟိုလေသူလောက်တယ်လို့မယူနဲ့လေကိုလောက်ခဲ့လို့ကိုခံရတာအဲ့လိုမှအကျွေးကြည့်မှာဗောကိုလည်းလောက်ခဲ့တယ်သူကအခုလောက်တယ်လောက်တဲ့လူကပြန်ခံရမယ်ပြစ္ဆုတ်ကစိတ်ယုံမအောင်လက်ခံတာလို့အဲ့လိုဂျားပြက်စိတ်သဘောထားတွေကိုလက်ခံတာလို့ကိုလောက်ခဲ့တာလည်းပါမတော့တော်ညာလေပြစ္ဆုတ်ကစိတ်ယုံမအောင်ဆရာတော်လက်ခံတာသူတို့လောက်ခဲ့တဲ့ပြစ္ဆုတ်ကစိတ်ယုံမအောင်ဟောကံစီမံတာကိုဖျားတော်တားမရဘူးလေကိုလောက်ခဲ့မှတော့ကိုပြန်ခံရမှာဗောအဲ့ဒါမခံနိုင်တာပြဿနာလေဆရာတော်ရဲ့သာသနာပြုခရီးစဉ်မှာတပည့်တော်ကိုဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စကိုဆရာတော်ထည့်သွင်းပြီးတော့စဉ်းစားဖို့မလိုဘူးလားလို့ဒါတော့မဟုတ်ဘူးဘယ်သူကလက်ခံဆရာတော်ကိုယ်တိုင်လှုပ်တော့လဲဘယ်သူကလက်ခံမှာလဲလက်မခံတဲ့လူကအများကြီးလေတခြားလူတိုင်းဒီတိုင်းပဲလက်ခံတဲ့လူကလက်ခံမှာဆရာတော်လက်ခံပြီးတာပဲမဟုတ်လားဆရာတော်လက်ခံတယ်ဒီကျန်တဲ့လူတွေကအဓိကမကြောက်ဘူးဆရာတော်ရိတ်တာဆရာတော်အဓိကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆရာတော်လက်မခံရင်တော့ဘယ်လို့မှနေလို့မရအောင်အဲ့တော့တခြားလူကတော့သူ့အနေနဲ့သူကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်အဲ့ဒါတွေကအဓိကမကြောက်ဆရာတော်လှုပ်တော့လဲဒါလက်ခံတဲ့လူရှိတယ်လက်မခံတဲ့လူရှိတာပဲလေအဲလက်မခံတာနဲ့မလှုပ်တော့ဘူးဆိုရင်ဒါကို့အမားပေါ့ဆရာတော်ကောင်းတယ်ဆိုပြီးမှဆရာတော်တပည့်တော်ဂရုစိုက်နိုင်တယ်အခုလိုမျိုးဆရာတော်တပည့်တော်ဘာဖြစ်နေလို့ဆိုတဲ့ကိစ္စတွေတပည့်တော်ဟဲ့လားတင်ပြခွင့်ဆရာတော်စီမှာရခဲ့ဘူးလားဟုတ်လေအခုလည်းတင်ပြနေရမယ်မလားဒီလိုပဲပြောနေရမယ်လေရခဲ့မှဆရာတော်ကလည်းတပည့်တော်ဆုံးရှုံးလို့ရမှာဘာဖြစ်နေလဲလူတယောက်ရဲ့အခြေအနေကိုပေါ်ပြနိုင်တဲ့စွမ်းအားကိုမှရှိရတယ်ပြောခွင့်ရှိတာလို့ဟုတ်တိတယ်ပြောဒီလူတိုင်းကဒီလိုခံရတာကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဆရာတော်တရားနဲ့ဆောင်းလျှောက်တာကာယကံနဲ့မဟုတ်ဘူးကိစ္စလေးနားလည်မှုဆိုတာငြိမ်းချမ်းရေးဆိုတာဒီလိုနေရာမှာအများစုရှိနေရမှာအခုကလူကုန်လူရွာတော်မှာတာယာသေးတယ်ဒီမှာဘာဖြစ်နေတာလဲလို့ဒီမှာတိုက်ခိုက်နေတာနှောက်ယှက်နေတာဟာဒီမှာတကဘာလုံးတနိုင်ငံလုံးတိုက်ခိုက်နေတာနှောက်ယှက်နေတာလေကိုကလေးလာကြည့်ပါဦးဒီနေရာပဲဖြစ်ရင်တော့ကိစ္စမရှိဘူးပေါ့အများမှာဖြစ်လို့ဒီမှာဖြစ်တာအများမှာဖြစ်တဲ့လောက်ရတွေကဒီကိုကူးဆက်လာတာလောက်ရကန်ပြောရဆိုရင်လို့ကိုအရေးချင်းတူတဲ့လူတွေကိုရဲ့အရေးတွေးတွေကဖခင်ရဲ့အဆုံးအမလိုက်နာနေအရေးချင်းတူနေတဲ့လူတွေပုံဘူးလားလို့ဒီဝတ်ကအရေးချင်းတူနေတဲ့သဘောကိုစောင့်နေတာမဟုတ်ဘူးလားသူ့ရဲ့စိတ်သဘောထားကိုယ့်ရဲ့စိတ်သဘောထားလေအလိုက်ထက်တူနေအောင်တစ်ထက်တည်းကြောက်ဖို့ဆိုလိုနေတာမဟုတ်ဘူးဖခင်ရဲ့အဆုံးအမတူလိုက်နာကိုလိုက်နာပြီးသွားနေပြီကိုယ်စိတ်နဲ့တစ်ထက်တည်းကြောက်ဖို့ကိုကြိုးစားနေတာမဟုတ်ကိုရင်လိုက်နာလိုက်ပါလားကိုကမလိုက်နာလို့မလိုက်နာတဲ့လူချင်းတွေ့တာပေါ့ကိုလိုက်နာနေတော့ကိုယ်စိတ်နဲ့ကိုအေးချမ်းအောင်နေတယ်လေကိုနှောက်ရှက်နေတယ်ဆိုရင်သူ့စိတ်ကိုကဘယ်လိုပေးဆက်နိုင်လဲလို့အဲ့တော့ခံဒီဝါဒီဆိုတာလက်ကုန်ခံတော့နောက်ချက်တယ်ဆိုတာ
အတိတ်ကကိုနောက်ရှက်ခဲ့တဲ့ကံလေအခုဒါကိုက အဲ့လိုမျိုးစိပန်နိုင်ပေါင်းလားလို့အဲ့ကောင်ပဲပုံချညမ်းစေရောက်သွားပြီလေဆိုလိုချင်တာအခုလက်ရှိ ဒီလိုနားလေတာညံမော အခုလက်ရှိပြစ္ဆုတ်ကံမှာကိုညံကိုရဲ့လုံရက်နဲ့ကိုရဲ့အပြုတ်ကိုရဲ့စိတ်သဘောထားရတစ်ဖက်ကနားလည်နေတာပဲသူကမကောင်းတာနဲ့ကိုအမြဲတမ်းဒုက္ခပေးနေမယ်ဆိုကိုကလည်းအမြဲတမ်းပဲပေးဆက်နိုင်တယ်လို့ဒါကြောင့်ဖရားတော်မှာတတိတော်စာပေပရိယတိတွေနဲ့လာတာနောက်ဆုံးဒုက္ခတွေမခံနိုင်တဲ့လို့တော်ရက်ကိုဝင်သွားတယ်ဟာလားကြံဆေးရလုံကျပြုစုတယ်ဆိုတာတော့မှဒါတာရကတွေရှိတယ်ဖတ်ရှိသေးလားနောက်ဆုံးဖရားတော်မပေးဆက်နိုင်တော့လူတွေရဲ့ဟုတ်တခါတလေပါအမြဲတမ်းမဟုတ်ပါဘူးအမြဲတမ်းထွက်ရှောင်သွားတာမဟုတ် ထိုင်လည်းဒုက္ခထိုင်လည်းဒုက္ခစားလည်းဒုက္ခအိတ်နေလည်းဒုက္ခပေးဆက်နေတာလေဒါဆိုရင်လို့ကိုကရှောင်ဖို့ဆိုရင်ကိုအိမ်ရာကိုကိုကပြေးသွားတာဆရာတော့ပြောပြီးလားဒီလိုလုပ်နိုင်တဲ့စွမ်းအားတွေဒီအဝတ်တွေနဲ့ဆိုကိုပါဖြစ်သွားတယ်ကိုဘကဆရာတော့ဒါအားလုံးဒီမှာဒီလိုပဲလုပ်ရတာပဲလေကိုတယောက်တည်းတိုက်ခိုက်ခံရတာမဟုတ်ဖះတော်မှာတိုက်ခိုက်ခံရတာမဟုတ်လားဖះမဖြစ်ခင်အထိဖះဖြစ်ပြီးတော့လည်းတိုက်ခိုက်ခံရတာကိုစိတ်ထဲကဟုတ်လားကိုသိတဲ့အတိညာလေးဟုတ်ပြောလာနိုင်ဖို့အခြေအနေတစ်ခုရှိလေးတော့ကဒုက္ခတွင်းနေတယ်ဆိုကျုပ်ကလည်းဘာဖြစ်သွားတယ်သိလားဆရာတော့ပြောမပြနိုင်တဲ့အတိညာထူးတွေလေးတော့လက်စားချေတတ်တဲ့ဘယ်လိုခေါ်မလဲလက်စားချေဖို့အတွက်မထင်မှတ်တဲ့မကောင်းတဲ့စိတ်တွေပေါ့လူကတတ်မှမှာသူ့ဘာသူအော်တိုရလာလိမ့်မယ်နော်တတိတော့အော်တိုဝင်လာလိမ့်မယ်တတိတော့လုံးမှုတော့ဒီလိုကကျုပ်ရဲ့စိတ်သဘောထားတယ်တတိတော့ပြောလိုက်မယ်ဆရာတော်ဗျာတတိတော့အမိမတက်ဘာကောင်းတဲ့ဆိုတော့အတက်မခံဘူးလို့အတက်မခံအားလုံးအတူတူပဲအားလုံးအတက်မခံလို့တတိတော့ဘယ်သူမှမကောင်းဘယ်သူမှမကောင်းအမိမတက်ဘူးတတိတော့ကိုလည်းမကောင်းသူလည်းမကောင်းအမိမတက်ဘူးစွာမီကြီးဆိုပြီးသွားတသားလေးပဲခေါင်းသားလေးလိုလည်းနေလို့ရတယ်ဘယင်လိုလည်းနေလို့ရတယ်အမိတက်လိုက်တာနဲ့အမြင့်ပေါ်ရောက်သွားပြီးသုံးချခိုင်းဆောင်နဲ့ဘဝကိုလက်မခံဘူးလို့ဒီကတော့ဘဝအဲ့လိုဖြစ်နေလို့နေအောင်ညအောင်အားနေလားလို့ဟမ်ဒီရောတော့တစ္ဆာဆိုတာချမ်းသာပါပြီလို့စိတ်ရခံဖို့မလိုတော့ဘူးလို့အနတ္တဆိုတာသူ့ရဲ့ကိုယ်ပိုင်သူ့ရဲ့လွတ်လပ်မှုနဲ့သူ့သဘောလွတ်လပ်ကိုကနေတတ်သွားတာလို့ဒီစကားပညာမတက်နဲ့စာမတက်လည်းနေတတ်သွားပြီနောက်ဆက်ဖို့မလိုကိုစားပြီးတောက်ပြီးတော့အိမ်နေမှာချိန်နေမှာနောက်ဆက်တယ်အလိမ္မာလည်းကြုံပါနေတာဟမ်ဘာလဲလို့ဒါတရားလားမတရားလားလို့သူတို့ခိုင်းစားဖို့လားလို့စင်းရဲတဲ့ဝေကျွဲတွေကိုထိုင်ရင်းနဲ့ရုပ်ပိုင်းရောစိတ်ပိုင်းရောပေးဆက်သွားပြီးထပ်ပြီးလေ့ကျင့်ဖို့မလိုဘူးလေ့ကျင့်တယ်ဆိုတာဟုတ်လားကိုတွေ့အကျင့်မပါတော့ပရိယတ်ဒီပရိပတ်တိဆိုတာဟမ်အခုတော့ကိုကတင်ငါဝတ်ပြီးတီလာရှင်ဝတ်ပြီးလဲလာဖို့မလိုဘူးလူဝတ်ကြောင်နဲ့ပါရမီအားကြီးတော့ပြည့်စုံသွားပြီတော့ဒီလိုပြောတာလို့ချင်းနေတာလားဒီအမြင့်ပေါ်မှာတင်ပြီးခိုင်းစားအတော့ချဘယ်မခံဘူးတော့ရှင်ဘဝအားလာလွတ်လပ်လားလို့သူများအတော့ချလားကိုဘဝရဲ့လွတ်လပ်မှုတွေကိုအတွက်ဘာဆိုဘာရှိတယ်လို့ဟမ်တက်ရှိတယ်ပြစ်တတ်လားလို့တိုင်းပြည်အောင်ချုပ်တဲ့ဘရင်တွေနေတော့ခိုင်းစားဖို့လားလို့လူတွေတွဲလို့လူတွေရဲ့ရုပ်မှာပတ်သက်တောက်ကျစ်တဲ့သဘောစိတ်သဘောထားတွေကိုဖယ်ရှားဖို့ငါတို့ကဒီတရားတွေတိရောက်ပေါ်ထုတ်ဖို့ဒင်းတို့စိတ်တွေပြောင်းလဲဖို့ဒင်းတို့မှာလုံမှာတောက်ကျစ်တဲ့စိတ်တွေအိန္ဒိယမှာအာရီတို့ကိုကြီးချိုလိတဲ့ဟိုလူပရိယာတို့ချေရလို့မှာအပရိနာရနတ်တေဒီမှာပါအဖေရနတ်တေဒီမှာအခုတရားပြောပြီးတော့သူများသားသမီးကိုလိန်ညာတောင်းတဲ့မင်္ဂလာကိစ္စကိုလိန်ညာတာကိုမူသားကိုလက်ခံတဲ့ဂျိုးစရာကောင်းတဲ့အိန္ဒိယရဲ့စိတ်ရုပ်စိတ်မာတွေဖယ်ရှားဖို့တတိရှိရှိဒီတော့တနာအောင်မှာဝတ်သွားလို့ငါအမိန်ပေးလို့အသက်ဆုံးရှုံးခံရတယ်ရုံမှာကောက်ကျစ်တဲ့နိုင်ငံအောက်တန်းကသူများသားသမီးကိုရုံမှာမူသားပြောပြီးတော့တောင်းတာကိုမှလက်ခံတယ်ဟမ်အိမ်ယာထောင်တဲ့ကိစ္စဟမ်ရိုးရင်းပျက်စီးကွဲပြားသွားသစ္စာဆိုတာဘာဖြစ်သွားပြီလဲလို့ဘလောက်ယုံမှာကောက်ကျစ်တဲ့အိမ်ယာထောင်တဲ့ကိစ္စကိုအိန္ဒိယနိုင်ငံမှာ
လက်ခံကျင့်သုံးနေတယ်လို့လိန်နာဦးမလက်ခံနေတဲ့အောက်တန်းသားနိုင်ငံမူသားပြောတာကိုတရားဝင်လက်ခံနေတာစီရတော့သူများသားသမီးကိုရုံမှာကောက်ရှင်းလိန်ညာလှည့်ဖြားတောင်းမိန်းမတယောက်ယောက်ျားတယောက်ရဲ့ဟုတ်လားအရေးအောင်မှာဖော်အောင်လို့အိမ်ယာကိုအတိတကျပြုတ်ကျင်တဲ့သစ္စာရှိတဲ့မိန်းမမြတ်ရဲ့ခါသားနဲ့ငါ့ကိုပြစ်တယ်ဆိုတော့ငါတို့ကဘာဖြစ်သွားပြီလဲလို့အပါကလာတော့ပြည့်ကလာတော့ပြည့်နေလက်မခံဘူးလို့ငါခန္ဓာကိုအတွေ့မဟိတာအတွေ့ပဲအပြစ်မဟိတာအတွေ့စတာဘလောက်တာရှင်းစင်ကြဲလဲလို့ငါဘဝကိုရုံမှရက်ဆက်လို့ပြစ်ထားလို့အမငါပြစ်တာတီလာသမာဓိပါရမီစေပါဆိုတာတဝက်လောက်လိုက်လာကြလားလို့လူတွေကအမ အဲ့သူများအောင်မချင်တတ်တဲ့လူတွေအဲ့ဒါပဲဒေါသကြောင့်ကိုဒေါသနဲ့ကိုဒုက္ခရောက်ဒါမတရားမှုဆိုတာအမြဲတမ်းရှိတယ်ဘုရားလက်ထက်ကလည်းရှိတယ်ဘာမှလုံးမရဘူးလေသူကံပဲတရားစီရင်သွားမှာပဲအဲ့ဒါကိုလက်မခံနိုင်တော့ဘုရားတော့အတုပခန္ဓာဆိုတာတော့မှန်တယ်တက်ရှိထေရှားရှိနေတက်စာဆိုတာနားလည်လားလို့လူတယောက်ရဲ့ရုပ်ရည်လက္ခဏာတွေခန္ဓာကိုယ်ရဲ့တာရှိစင်ကြယ်မှုဟာတယောက်ဆိုတယောက်ပထောက်ဆိုပထောက်ဖားလည်းမဟုတ်ဘူးငါဖားလည်းမဟုတ်ဘူးလို့အဲ့ဒါတီးမခံနိုင်တာကမှားနေတာပဲလေအတုပခန္ဓာမှန်တယ်ဒါပဲအလေးချများစနစ်ဆိုအခုလိုပောက်ကွဲနေတာကမှားနေတာပဲလေငါရုပ်ကိုမကြည့်နဲ့ငါရဲ့ခန္ဓာကိုယ်တာရှိစင်ကြယ်မှုဆိုတာသစ္စာဆိုတာဘုရားရဲ့သာသနာကိုယုံအပ်ဘုရားရဲ့ငါ့ကိုလိန်ကြလက်ပြပြီးအရက်ပြတရားဆိုတာရေရှည်လောက်ရမှာဒီဒကာမလို့ဒီလားရှင်ဝဲလိုက်ထွက်သွားလိုက်ရိတ်တာမှလာနေလိုက်ပြန်သွားလိုက်အဲ့ဒါဆိုရင်တော့ဒီလိုပဲဖြစ်မှာပဲဒါရှင်းနေတာစိတ်ကတီးရလည်းမခံနိုင်ဘူးစိတ်ကလည်းမရှိဘူးဇွဲရလည်းမရှိဘူးအဲ့ဒါကိုကတကယ်လောက်တာမှမဟုတ်တာတကယ်မှတရားမှလည်းသဘောထားဘလောက်ရုံညံ့နေလဲလို့ဒါတွေပြည့်စင်ပေးဖို့ကိုဘကအားကြီးနေတာမှားလားလို့ဆရာတော်လည်းပူပေါင်းချင်တာအဲ့ဒါပဲလို့ဆရာတော်ရဲ့အရှင်ဝါတက်ကြည့်ချက်ခါလာလို့လူတွေယူနေလားလို့ကြောက်ညံအောင်လက်ခံတာပေါ့ခုလိုပြင်မှာသပြောကြည့်အားချုပ်လိုက်ဆရာတော်ရဲ့ညံရည်ညံသွင်းဖို့ဒီကလာဆရာတော်ရဲ့အရှင်ဝါနောက်ကအလင်းရောင်အဲ့ဒါကိုယူနေကြတာကျုပ်ကအဲ့ဒါကိုမယူဘူးအောက်တာသာလူပုံကအဲ့ဒါကိုယူတာတော့အဲ့ဒါကိုယူတာအောက်တာသာလူပုံမလားဘူးလို့ငါ့ကိုပို့လိုက်လို့ရဲတောက်ပြီးတော့အဲ့အောက်တာသာနိုင်ငံမှာဇီဝငါရဲ့ဇီဝချုပ်ငိမ့်ပြလိုက်မယ်လို့အမကျုပ်လို့ချင်းကိုလည်းယူနေတာပဲလေကိုယူတာကိုတီးဖို့ပါရှင်းညံကိုယူတာမဟုတ်ဘူးရှင်းတဘောယူတာမဟုတ်ရှင်းညံကိုယူတာညံရင်ညံသွေးထက်မြက်တဲ့အသိဉာဏ်လူတွေအဲ့ဒါကိုလက်ခံလားလို့စောဆိုတာနားလည်လားလို့လက်တွေ့လောက်လားလို့လက်တွေ့သုံးချလားလို့ဖင်နေပူလဲလို့ပလီပေါ်မှာမထိုင်နဲ့တော့လို့ကိုနားလည်တာကိုကကျင့်နိုင်လို့လားနားလည်ကျင့်နိုင်ရမှာပေါ့ကိုလည်းတကယ်မှနားမလဲပဲတရားဟောဒီနေ့ခွိတာမဆရာတရားဟောမလားမကြွနဲ့ခေတို့သဘောမဟုတ်ဘူးလာဆရာတရားဟောကျုပ်ကတိတ်နေလာနေပြီတိတ်ဆုံးရှုံးနေပြီတိတ်အောင်ရောက်နေပြီခဏမှလူတော့ပြီးသွားလိမ့်မယ်ခံစားချက်တွေပေါ်ထုတ်ဖို့ပြေးပြောကောင်းပြီအဲ့ဒါကလက်ခံတယ်ပြောကောင်းပြီအဲ့စလိုပြောရင်ကြဲကြဲတိတ်နေမွေ့မွေ့ပြောအဲ့လိုပြောရင်နားထောင်မယ်ဟာဒီရောက်မှတော့ဘယ်တော့လောက်မင်းပဲနော်အားမပါနဲ့စကားပြောစိတ်လျှော့တတိကအဲ့လိုတတိပဲအဲ့ဒါဆိုကျုပ်လေအနန္တကျေးဇူးရှင်မယ်ဟုတ်ပြီအားမပါနဲ့စိတ်လျှော့တတိကဘာဦးကျော်တန်ပြောသူလက်ခံတယ်လျှော့တယ်ဥပမာစိတ်လျှော့ရနော်လျှော့မောနေရေးပါတက်လာရေးပါတက်လာလောက်ဆရာတော်တရားဟောနားတော်လားလာဒီအိန္ဒိယမှာနေမချခါတုံဝစီဝါရတိခါတုံဝစီဝါရတိခါတုံဝစီဒါလည်းတရားပဲလေမကြည့်သားခါအဲ့ဒါပဲခေါ်ချ
စီနဲ့ကားတော့ဘူးစီမာရတယ်ကားတော့ဘူးစီမာရတယ်ဘာပြောရလဲသိလားဆရာတော့ဘာပြောတယ်လို့အဲ့ဒါမချဒီအပေါက်ထဲမှာအဲ့လေညပြောနိုင်အောင်နည်းတော့နည်းတော့ညပြောနိုင်လုံးနေရိုက်ပါဦးနော်အဲ့နော်ဒီမှာဆရာတော့နားပေါက်ဆိုတော့ဖောက်ပါတယ်တဲ့အဲ့ဒါမှကြောက်ချားရမြင့်မြတ်ကြီးချခမ်းနားတဲ့လက်တောင်းကြီးဝင်လို့မျိုးရိုးကိုပေါ်တာတဲ့သဘောအဲ့ဒါလေးအိန္ဒိယမှာမျိုးရိုးကိုပေါ်တာတဲ့သဘောကလေမြင့်မြတ်ကြီးချခမ်းနားလို့လက်တောင်းကြီးဝင်တဲ့တတိတကြွေကြီးအဲ့တော့လေအဲ့လက်တောင်းပါတဲ့တဲ့အနောက်ကိုမလိုက်ဘူးတဲ့နောက်ချီးတဲ့မှာလေနောက်ချီးတက်အဝိုင်းကြားလေးနဲ့စိတ်ထဲထားတဲ့နောက်တစ်ချက်အလို့ပလာရတဲ့တစ်ချက်ကိုနှစ်ချက်နဲ့သင်္ခါရမမြဲတဲ့အစိုးမရတဲ့သဘောဆိုတာကိုသူ့သားကဖက်ပြီးလို့တင်ချပြီးလို့တင်သူကအလိမ့်စာသဘောနားလည်ပြီးတော့စစ်တောင်းဝင်ပြီးတောထဲကိုထွက်သွားတယ်ပုံရိပ်တွေကိုလေနှလုံးသားမှာထိအဲ့လိုအမြဲဆွဲလို့လေအဲ့ဒါရအိန္ဒိယကိုရအောင်လုပ်ပေးမယ်နော်ဟာဆိုရောက်သွားရင်အဆင်ပြေသွားမယ်ဟဲ့လားနော်ဒါဟုတ်ပြီတကယ်တုံးလားဒီကတော့ကိုကြည့်တကယ်တုံးလားအဲ့ဒါတဲ့လူတွေနဲ့မဆိုင်ဘူးတဲ့လူတွေတော့မဟုတ်ဘူးတဲ့သူတို့သုံးဖို့မဟုတ်ဘူးတဲ့အဲ့ဒါလူတွေအတွက်အဲ့ဒါကစိတ်ကူးရမဟုတ်ဘူးကိုကနှလုံးသားမှာအဲ့လိုစိတ်တွေဆွဲအားပြီးတော့သင်္ခါရရဲ့အမြဲအစိုးမရတဲ့ဘောတွေပုံလေးတွေထွေးပြီးတော့ယူနေတာတော့မဟုတ်ဘူးအိန္ဒိယကိုရတာနဲ့သွားမယ်လားအများဆုံးသွားမယ်သိကြပြီနော်တော့ကြရတော့မှမသွားဘူးဆိုရင်လည်းဗုဒ္ဓဂယာမှာရိတ်တာရှိတယ်အဲ့မှာနေမယ်ဟဲ့လားဟုတ်ပြီဟုတ်ပြီတရားထိုင်နော်ဒီမှာဖောက်တယ်ဆိုတာဘလောက်မြင့်မြတ်ကြီးကျယ်ခမ်းနားတယ်လို့2000မှာ2000ဝတ်တယ်ဆိုတာဘလောက်ကြီးကျယ်ခမ်းနားတယ်လို့အဲ့ဒါတိတ်နောက်ကိုမလိုက်ဘူးတဲ့အဲ့ဒါတွေကကျုပ်ညံမှာကိုမွေးကိုကွယ်ထိထိလေးလေးရှင်းရှင်းလေးလေးမြင်သွားပြီဆိုတော့ဆရာတို့စကားပြည့်တဲ့ကျုပ်ကနားလည်နိုင်တဲ့စွမ်းအားတွေတိတ်ဆွဲထုံဖို့မလို့တန်းပြီးတော့လက်ခံလို့နှလုံးသားမှာရဲနေတယ်ဆိုတာကိုထင်ရှားအောင်ပုံပေါ်ပြောနေတာလို့သဘောပေါက်လားလို့ကျုပ်ကလည်းရှေ့အသိဉာဏ်ကိုချစ်နေတယ်ဆိုတာအဲ့ဒါပဲလို့ကျုပ်အရေးချစ်တာအိန္ဒိယလို့ဆရာတော်ကနောက်ရချိန်တော့ရပါဒီနေ့တော့အရေးကြီးမရှိသူကအဲ့လိုနည်းနည်းလေးပောက်ကွဲလိုက်ရမှနဲ့ချိန်နဲ့တော့မပောက်ကွဲရရင်လည်းဆရာတော်ကနောက်မှကျေးဇူးရှင်လို့ကျေးဇူးရှင်နောက်မှလို့အရင်ကျေးဇူးရှင်အောင်ဘယ်လိုလဲသိလားရအဲ့ဒီကိုတော်ကဆရာတော်ရဲ့တိတ်ကိုခေါ်ချာရဆူဆရာလေးတွေထိမ့်မိတယ်မွေးတယ်ဆရာလေးထိမ့်ဟုတ်တယ်မဆရာလေးတွေထိမ့်မိတယ်ထုတ်တယ်လုံးနေမလုံးနေဆရာလေးတွေဝိုင်းထိမ့်မိတယ်လာဆရာလေးထိမ့်မိခေါက်လိုက်နောက်မှကျေးဇူးရှင်ဟုတ်ပြီဆရာတော်နဲ့နောက်မှတွေ့တာဆရာတို့စကားတွေကနောက်မှသိခွင့်ရဘာဖြစ်လို့လက်ခံနိုင်လဲဆိုတာကိုယ့်ရဲ့နှလုံးသားတွေကစိတ်ကြဲနေလို့နော်ဆရာတို့နောက်မှလက်ခံတာအိန္ဒိယအရင်အိန္ဒိယမှာကောင်းတဲ့နေရာဒေသဘုံတွေရှိသေးတယ်ရွေးချယ်ထားတယ်ကိုယ့်ရဲ့စိတ်နှလုံးသားတွေအဲ့ဒီကိုရောက်နေမယ်လို့အဲ့ဒါကြောင့်ရောက်အောင်သွားဖို့ကိုကပူပေါင်းဖို့လို့ဆရာတို့ခြံထားခဲ့ဖို့မလိုဘူးမခြံထားဘူးအကားရာဒီပုံလို့ပြောတယ်ငါပြမဲ့အတိညာကိုချစ်တယ်ဆိုတာငါရဲ့အတိညာနဲ့ဘလောက်မြင့်မြတ်ကြီးကျယ်ခါနာနေတယ်လို့အတိညာကိုချစ်တယ်ဆိုတာသူ့လိုကူလိုဖူးထူးစင်အောက်တာသာစိတ်မဟုတ်ဘူးအရိယာနဲ့ဝင်စားရဖတ်ထားတယ်အဲ့တော့သွားမယ်ဆရာတော်ဒီနေ့သွားမယ်အမြန်ဆုံးလေရင်နဲ့ပို့ပေးမယ်ကိုပါလိုက်ခင်မယ်အဲ့ဒါကြောင့်မင်းတော့ချုပ်ပါကွာဒီဘောကိုလိုက်လုပ်ပေးလိုက်ပါအကောက်ကိုချုပ်ပေါ်တော့လိုက်လုပ်ပေးနော်အကောက်ပြောတယ်နောက်မှ9000နိုင်လို့မလေးအကောက်လက်ခံနော်တရားနာမယ်တရားထိုင်မယ်နော်ဟုတ်ပြီ
မပြီးနဲ့ဆရာတော့အဲ့ဒီပုံရိပ်တရားလေကိုယ့်ရဲ့စိတ်သဘောထားကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာဘလောက်လက်တွေ့ကြတဲ့သားတစ်ပါးအနှစ်သာရတွေလဲဆိုတာကြည်ုံတက်တက်မဟုတ်ဘူးစာပေပရိယတ်တိဆိုတာအဲ့ယုံတက်တက်မဟုတ်ဘူးလက်လုံးသားမှာကိန်းဖို့လက်တွေ့သုံးချဖို့အိန္ဒိယနဲ့မြန်မာနိုင်ငံအောက်တာသားဆိုတာလက်လုံးသွင်းနေတာတွေကကြားနေပြီလို့နိုင်ငံသားတွေကသိတာနဲ့လက်တွေ့ပေါ်ထုတ်တယ်အမေရိကန်ဒီနိုင်ငံဘယ်ဘဝမှာဘယ်တော့မှသူများနိုင်ငံမအုပ်ချုပ်ရအောင်ညံ့ညင်ဆိုတာကတ်ကတ်ချာနာထားတာအမျိုးရွယ်ဆိုတာလေသူ့တဘာဝတိုင်းပေါ်လာတာမဟုတ်ကံကစီမံထားလို့တိုးတော်ညာလေတနိုင်ငံနဲ့တနိုင်ငံဒီတို့ကဟလာနိုင်ထက်စီနေရုံမှာကောက်ကြည့်နော်နိုင်လို့ရတယ်ဆိုပြီးတော့တတ်မှတ်ချက်ဆိုတာနားမနိုင်ဘူးမနိုင်ဘူးအခုကုန်လုပ်ပေးမှာမြန်မာဆိုတာတာတီဝင်မျိုးဆိုပြီးတော့မြန်မာကိုချစ်လိုက်ရတာကျုပ်ကမြန်မာအဝတ်တွေဆွဲထုတ်နေတယ်ဆရာတော်ကပြီးအကုန်လုပ်ပေးမှာအခုတရားနာတာတီဝင်မျိုးမြန်မာမျိုးဆိုတာလက်တွေ့ပါတဲ့လူတွေကိုပဲတွေ့ချင်တာဆရာတော်ကပြီးသေချာနားထောင်ပေးမှာနော်အခုကအချိန်မရလို့နော်ကနော်မြန်မာလေးပြောတော့မြန်မာလေးပြောတာနားထောင်မြန်မာလေးအကာပြောတော့ပုံလက်ခံတယ်နောက်မှနားထောင်နေတာနော်အလကားမြန်မာဆိုတာတာတီဝင်မျိုးဆိုတာပြောတယ်အဲ့ဒါတော့မဟုတ်ဘူးဆရာတော်ကလည်းဒီလိုလေဟိုအမှန်တရားကိုဖော်ထုတ်ခြင်းနဲ့စိတ်ရှိတယ်လေအဲ့ဒါကြောင့်တောင်ကြတော့ကိုကငြိမ်းစေခြင်းတာကိုလူတွေကြတော့အမှန်တရားကိုမကြိုက်ဘူးလေဟိုအရှိတိုင်းလက်မခံနိုင်ဘူးပေါ့လက်မခံနိုင်တော့ဘုန်းကြီးရှိဆိုဘယ်လိုနေရမယ်ဘယ်လိုလုပ်ရမယ်အဲ့လိုမျိုးတွေအဲ့လိုစိတ်တွေပဲရှိကြတော့သူကလည်းဟိုထိန်းရတော့တာပေါ့သူများထိန်းစီခြင်းတော့ဆရာတော်ကြတော့အဲ့လိုမျိုးအမှားတာဆိုလဲမှားတယ်ပေါ့မှန်တယ်ဆိုလဲမှန်တယ်ပေါ့သူအတွင်းစိတ်ထဲမှာရှိနေတာတွေကိုအဲ့လိုသိအောင်လေ့လာတာလေစိတ်ရင်းကပါလဲပေါ့ဒါဟန်ဆောင်တယ်ဆိုတာကတော့ဒါမဆန်းဘူးလေအကုန်လုံးတလောကလုံးဟန်ဆောင်နေကြတာပဲဒါပေမဲ့အတွင်းစိတ်ထဲမှာဘာရှိလဲဆိုတာကိုသိအောင်လေ့လာဖို့ကခက်တာမပြောတဲ့စကားတွေကဘာလဲပေါ့ကိုမသိတဲ့စိတ်တွေပါကိုတော့ကောင်းတယ်တော်တယ်ထင်မှာပဲလေဒါပေမဲ့လက်တွေ့ကြတော့မသိတဲ့ထဲမှာမကောင်းတဲ့စိတ်တွေပေါ့လေကိုယ့်ရဲ့ဒီဉာဏ်ဖြင်းချက်တွေပေါ့အားနည်းချက်တွေပေါ့အဲ့ဒါတွေကရှိနေတာအဲ့ဒါတွေကိုသိအောင်လို့ဆရာတော်ကလည်းအဲ့ဒါကိုပဲလေ့လာတာလေအဲ့ဒါကိုပြုပြင်တာအဲ့တော့ဒါတခြားလူတွေလည်းသိတာပေါ့နော်ဟိုဆရာတော်အနေနဲ့တော့ဖုံးဖိမထားခြင်းဘူးပေါ့တတ်နိုင်လားဟိုအမှန်တရားကိုသိစေချင်တာပေါ့အဲ့ဒါကြောင့်ရိတ်တာထဲမှာဓဝါတရားတာမှာတော့အဲ့ဒီလိုမျိုးပေါ့အရှိတိုင်းပဲချပြထားတာပေါ့နော်ဘာမှသိပြီးတော့ဟန်လောက်တာမျိုးသိပြီးတော့မလုပ်ဘူးပေါ့လေစီကံကိုပယ်တာတော့မဟုတ်ဘူးပေါ့အပေါ်ယံကိုပယ်တာတော့မဟုတ်ဘူးဘယ်သူကဘာလဲဆိုတာဟိုကိုယ်လည်းသိပေါ့နော်ကာယကံရှင်လည်းသိပေါ့အဓိကတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်တာတရားပဲလေအဲ့လိုလုပ်ချင်အဖြစ်ဒါသူ့အကြောင်းကိုလည်းစကားနဲ့ပြောတာမဟုတ်ဘူးနော်ဒါလက်တွေ့လုပ်နေတဲ့ဥစ္စာတွေပေါ့သူ့စိတ်ကဘလို့လဲဘလောက်ကြံလဲဆိုတာဒါတွေကဘလို့ရိုင်းဆိုင်လဲဆိုတာတွေကတခြားလူလည်းသိတယ်နောက်ကာယကံရှင်လည်းပြန်သိမယ်အဲ့ဒီအတိုင်းပဲဘယ်သူမှဆိုလုံနိုင်တာဒီတက်တောင်ဆိုမယ်အဲ့လိုမျိုးဆရာတော်လက်တွေ့ကြုံရတာလေအပြင်လောကလူတွေအကြောင်းမပြောသေးဘူးဒါရိပ်သာထဲမှာတရားလုပ်တာတော့မှဒါစိတ်ကဖောက်ပြန်သွားပြီဆိုရင်လောဘဒေါသမောဟကြီးသွားပြီဆိုရင်အမတန်အောင်ရက်ဆက်ချမ်းကျုပ်သွားတာပေါ့ဒါပေမဲ့ကိုယ့်အပြစ်ကိုမမြင်တော့ဘူးပေါ့သူများကိုပဲအပြစ်ပြောတော့တာပေါ့ဘယ်သူကမကောင်းဘူးကိုယ်ဘယ်လိုလုပ်တယ်ပေါ့နော်ဒီကန်းကျတော့ဒါသူများမကောင်းတယ်ဆိုတာကမိသားစုဘဝထဲမှာဟောကြုံရတာပဲလေကိုမိသားစုထဲမှာဟောခွဲခြားတာတွေဖက်လိုက်တာတွေအဲ့ဒါတွေကကြုံရမှာအဲ့ဒီကနေပြီးတော့ရရွာနဲ့ပတ်သက်လာမယ်ဒီပညာရေးဆိုလဲကျောင်းလူကျောင်းသားတွေနဲ့ပတ်သက်ရင်လည်းဒါကြီးနိုင်ငံချင်းတွေကြုံမှာပဲအလုပ်လုပ်ရင်လည်းအလုပ်သမားချင်းချင်းပေါ့ဘုန်းကြီးဒီလားရှင်ဝင်တယ်ဘုန်းကြီးဒီလားရှင်ချင်းချင်းအဲ့လိုကြီးနိုင်ငံချင်းတွေကကြုံရမှာပဲအဲ့ဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒီကြားရရပဲကို
ကုသိုလ်ကောင်းမှုကိုလုပ်နိုင်အောင်ကြိုးစားအောင်ဟိုမတရားဆွတ်ဆွဲပေါ့နော်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုအနာအုံတုံးနဲ့ဆွပေါ့ကိုယ့်ရဲ့အပြစ်ကိုပုံကြီးချဲပေါ့အဲ့ဒါတွေကအများအားဖြစ်နေကြကိုလုပ်တဲ့လုပ်ကိုအမျိုးမျိုးနှောက်ယှက်တားဆီးပေါ့ရိတ်တာမှာနေလို့မရအောင်လုပ်ပေါ့ဆရာတော်ကာကွယ်တယ်ဆိုအဲ့လိုကာကွယ်ပေးရတယ်အဲ့လိုကာကွယ်လေရိတ်တာမှာလူပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိနေတာပေါ့ဆရာတော်ကမကာကွယ်ပေးနိုင်တခြားရိတ်တာတွေလိုပဲလူတောင်းရှိမှာမဟုတ်ဆရာတော်ကျတော့အဲ့ဒီလိုဒီတရားနဲ့ဖြည့်ရှင်းပေးတာပေါ့နော်နားလည်အောင်ခုလိုရှင်းပြလောကဓာတ်ဆိုတာလောကကြီးထဲမှာအမြဲတမ်းရှိတယ်ပေါ့လေရှောင်လို့မရဘူးပေါ့ပယ်လို့မရဘူးဒါလောကဓာတ်ဆိုတာကံစီမံနေတာဘယ်သူမှစီမံတာမဟုတ်တော့ဘယ်သူမှလက်ထိုးလို့မရအောင်ရလဲယာယီတော့ရခြင်းရမှာရေတရားချေလို့ပေါ့နော်ရေရှည်ကြရင်တော့ပြန်ခံရမှာပဲရှောင်လို့မရမဲ့သူတော့လောကကြီးရဲ့ဓာတ်ကိုလောကဓာတ်ကိုခံနိုင်ရှိအောင်ပဲကြိုးစားမယ်ပေါ့လေအောင်မြင်ခြင်းကြာရှုံးခြင်းပေါ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအမျိုးမျိုးပေါ့လေအကောင်းဆုံးပေါ့နှမျိုးစလုံးကိုဒါခံနိုင်အောင်ကြိုးစားမယ်တခြားလူတွေလည်းခံနိုင်အောင်ကူညီပေးမယ်ဒါတဘာတရားဣဒ္ဓရဲ့အဓိကအလုပ်ကအဲ့ဒါပဲတခြားမှာဆိုရင်အဲ့လိုမျိုးလုပ်လို့မရအောင်မကောင်းရင်ထွက်ပဲတစ်ချိန်ပြောမယ်နှစ်ချိန်ပြောမယ်သုံးချိန်ဆိုရင်သီးမခံတော့ဒီမှာတော့အချိန်ချင်းတီးခံပြီးတော့ဆွဲခေါ်ပေးတာပေါ့နော်ပြုပြင်ပေးတာပေါ့အဲ့တော့တခြားမှာဆိုရင်ဘယ်လိုမှရေရှည်သွားနေလို့မရဘူးကိုကလည်းအမှားမမားပါနဲ့ဆိုလို့မရဘူးလေကိုမှလည်းအကုသိုလ်အကျွေးတွေကရှိနေတာဆိုတော့ဟိုရောက်ရင်ကိုအကုသိုလ်ကြောင့်ကိုခံရအောင်နားမလဲဘူးမခံနိုင်ဘူးဆိုရင်နောက်ဆုံးကြတော့ဒီပဲပြန်ရောက်လာဖို့ကများတာပဲဟောတရားကြီးတာပဲပြန်လာတာပဲပေါ့လေကိုယ့်ကိုမရက်တည်နိုင်တဲ့လူတွေပေါ့လေဒီကမှာတော့ဆရာတော်ကအဓိကကုညီပေးတာပေါ့ကျန်တဲ့လူတွေကဘယ်လောက်နောက်ဆက်လေဒါဆရာတော်ကအဓိကပဲဆရာတော်ကတီထောင်နိုင်တဲ့ဆွမ်းအားရှိတာနော်မဖြစ်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဖြစ်ပြီးတော့မပြတ်အောင်ကာကွယ်နိုင်တယ်ယောဂီတွေကြတော့ကိုယ့်အကူလည်းကိုယ့်အကူတရားထုတ်ပါလားမဟာဗောဓိမြေဆရာတော်ကြီးလို့ကဲအဲ့ဒါလည်းတကယ်လည်းအားထုတ်နိုင်မှာမဟုတ်ကိုယ့်အကူလည်းဒါကိုယ့်ရဲ့ဘဝကိုအမြဲတမ်းယောဂီတရားဖြစ်အောင်လို့မတီထောင်နိုင်ဘူးပေါ့လေတခြားလူကိုလည်းမကူညီပေးနိုင်ဘူးအမြဲတမ်းရိတ်တာတစ်ခုဖြစ်ဖို့စားလဲဘလို့မှကိုယ်အိမ်မှာတော့ကိုတရားမကျင့်နိုင်ဘူးပေါ့ကိုပိုင်တဲ့နေရာတော့ကိုရိတ်တာဖြစ်အောင်မသုံးနိုင်ကိုဘဝတော့ယောဂီဖြစ်အောင်တကယ်မသုံးနိုင်တော့တခြားလူကိုပဲကူညီနိုင်မယ်ဆရာကတော့ကူညီနိုင်တယ်လေကိုဘဝကိုလည်းပြောင်းလဲနိုင်တယ်ကိုပိုင်ဆိုင်တဲ့နေရာကိုလည်းရိတ်တာဖြစ်အောင်ပြောင်းလဲနိုင်တယ်အဲ့ဒီဆိုရင်တတိနဲ့တခြားလူတွေကိုကူညီတာပေါ့ရိတ်တာတွေတိဆောက်တယ်ဆိုတာလဲသူများပိုင်တာတွေကိုပဲလေအဲ့ဒါတွေကိုတပါးတရားဣဒ္ဓဖြစ်လာအောင်ကူညီပေးတယ်သူတို့ဆိုရင်တော့မရဘူးပေါ့နော်သူတို့ကတော့တဝက်ပဲလူနိုင်မယ်နေရာလူနိုင်တော့မှအဆောက်အောင်မလူနိုင်ဘူးလုပ်ပေးမဲ့လူမရှိဘူးအဲ့လိုအပ်ချက်တွေအကုန်လုံးဖြည့်နိုင်လို့တပါးတရားဣဒ္ဓတွေဖြစ်လာတာအဲ့ဒီလိုလုပ်တဲ့နေရာမှာလဲအခက်အခဲတွေအများကြီးပဲတယောက်နဲ့ပတ်သက်ပြီးဆိုတော့အဲ့လူရဲ့ရန်သူကဆရာတော်ရန်သူလုပ်တော့မှာသူ့ရန်သူနဲ့ပေါင်းတယ်ဆိုပြီးတော့အဲ့ဒါကြီးလဲအမျိုးမျိုးပေါ့လေဆွဆွဲတိုက်ခိုက်တာခံရတာလူများရှိလေရန်သူများလေပဲဒါပေမဲ့ဆရာတော်ဘက်ကတော့ရန်သူလို့သဘောမထားပါဘူးဒါကကိုလည်းဒီလိုလုပ်ခဲ့လို့ကိုပြန်ခံရတယ်ဆိုပြီးတော့ဝေကျွေးလို့ပဲသဘောထားပြီးတော့အကျွေးဆက်တယ်ပေါ့နော်အဲ့တော့အကုသိုလ်တွေကရော့သွားတော့အတိတ်ကလုပ်ခဲ့တဲ့ကံတွေကပါအကျိုးပေးအောင်ပြစ္ဆုတ်ပံလောက်တာတွေမကောက်အတိတ်ကံတွေကလည်းအကျိုးပေးအောင်လုပ်လို့ရတဲ့နေရာဝေကျွေးဆက်တဲ့နေပဲအဲ့ဒီဝေကျွေးကအတိတ်ကကုသိုလ်တွေကိုအကျိုးမပေးအောင်တားထားတာပေါ့တော်တော်များတော့ခံရမယ်ဆိုရင်ရှောင်သွားပြီပေါ့နော်ဆက်မလုပ်တော့ဘူးအဲ့တော့အကျွေးမဆက်ဘူးအကျွေးမဆက်တော့ပြစ္ဆုတ်ပံမှာလည်းကုသိုလ်ကောင်းမှုဆက်လုပ်လို့မရဘူးအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကိုလည်းအကျိုးပေးခွင့်မရဘူးဆိုတော့သူများအတွက်မပြောနဲ့ပေါ့လေကိုယ့်အကူတော်မှမရက်တည်နိုင်ဘူးပေါ့ကိုယ့်ကုသိုလ်နဲ့ကိုယ်တော်မရက်တည်နိုင်ဘူးအဲ့သူဆိုလဲဒါရှင်းနေတာပဲလေ
ဒါကွန့်ကိုမရလို့45လမ်းရိတ်တာရောက်လာတယ်သူကနဲ့သူရက်တည်နေသူကနဲ့သူဥက္ကိုင်ကလို့ဒါရိတ်တာတွေတီထောင်နေပြီပေါ့ကွန့်ကိုတရားပြနေပြီပေါ့ဒါရှင်းနေတာပဲမရလို့ဆရာတော်တို့ကကူညီပေးတယ်ကူညီမယ်လဲဒါဆရာတော်နဲ့ပြဿနာမတက်ပေမဲ့အချင်းချင်းကြီးနိုင်ငံကြီးနေပါလေဒါဆရာတော်လည်းခံရတာပဲအဲ့တော့သူကမခံနိုင်တော့တခြားလူကိုပြစ်တင်တယ်ပြစ်တင်နေအချိန်လွန်သွားရင်ဆရာတော်ကပြစ်တင်တယ်အဲ့လိုပေါ့အဲ့လိုပြစ်တင်တာကြီးကျတော့သူပြန်ခံရတာပေါ့နော်ဆရာတော်မှကျတော့ဒါယောဂီတွေနဲ့မတူဘူးလေအများကြီးကိုသူများနားမလဲတာတွေနားလဲတယ်သူများမလုပ်တာတွေလုပ်နိုင်တယ်သူများမစွန့်တာတွေစွန့်နိုင်တယ်အဲ့တော့ဆရာတော်လာပြီးပြစ်တင်ပြီဆိုရင်တော့ဒါသူ့တော့ကကြီးကြီးမားမားပြန်ပြီးတော့ခံရပါများတော့မတင်ရတော့ဘူးဒါကိုလှုပ်လိုက်တိုင်းကိုပြန်ခံရတာပေါ့နော်ဟိုအညိုရောင်အမဲလို့ပြောတာတိတ်ပြီးတော့မဆန်းဘူးပေါ့လေအဖြူအမဲလို့ပြောတာမျိုးကြတော့ကိုယ့်ရဲ့အမှားအရန်တိတာသွားတာပေါ့အဲ့တော့ဆရာတော်ကိုတိုက်ခိုက်တယ်ပြစ်ပြောတယ်ဆိုတာကြောက်လေဒါဆရာတော်ရဲ့ကုလိုကောင်းမှုလုံနိုင်တဲ့ဆွမ်းကအရန်အားကြီးတာတက်တည်နဲ့ပါပြလို့ရတယ်ကိုကစကားပဲဆိုတော့ဒါတော့မှဟိုဒီလောက်ကြီးတောင်မှမှားယွင်းလွန်းတဲ့စကားတွေဆိုရင်တော့ကိုလည်းဒါအကုလိုကြီးကြီးမားမားဖြစ်တာပေါ့နော်အဲ့ဒီမှာပျက်စီးကြောင်းပေါ့ဆရာတော်ကျုပ်ကိုပြစ်ခိုင်းလိုက်တာလို့ လုံးရင်လုံးတလောက်အဲ့ဒီမှာပြန်ပြီးခံချောင်းချခိုင်းတယ်တတိရှိကိုပြစ်ခိုင်းမပြန်ဘူးပြစ်တက်ခိုင်းလိုက်ဘယ်လူမျိုးကကျုပ်ကိုမုန်းတီးနေတာလဲလို့ဟုတ်ပါဘူးတီးခံမှာလေဘာလို့ပြစ်ခံဖြစ်ကိုပြစ်ရင်ကိုပြန်ပြစ်ခံမှာပေါ့နော်မိမိစိတ်ကိုတီးခံနော်ဒါဆိုရင်အများကိုပြောတာတာကနာကိုသူကအုပ်ချုပ်နေတာလေတော့5မိနစ်ပဲအကညီမပြောတာခဏနာ5မိနစ်ပဲအကခဏခံပြီးဆရာတော်ကိုရှောက်တာလားကိုပြောတဲ့စကားတွေကိုရှင်ကရှောင်လွဲဖယ်တင်လို့ကျုပ်ကိုထွေးပိုက်လို့မထားနဲ့နဲ့ဟာမလို့ဒါဆရာတော်ကသူကဟိုအကုန်လုံးဟောတာအကားကိုပြောတာမဟုတ်ဘူးတရားဟောနေတာခဏထိုင်ပြီးတော့ဆရာတော်ရှောက်တာဆရာတော်ကချီးတတ်တယ်ဆိုတာဆရာတော်ဟောတယ်ကျွန်မပြောတာသူများရုပ်ပါဖို့တောက်ကျင်ဖို့ဟလားမဟုတ်ဘူးဆရာတော်ကချီးတတ်တယ်ဆိုတာသူများရုပ်ပါဖို့တောက်ကျင်ဖို့ဟလားလိန်လေဖို့မကောင်းတဲ့စိတ်တွေနဲ့ဝေးလာတာမဟုတ်ဘူးအေးစေးပြောသူများမျက်နှာကိုဆုံးရှုံးအောင်ဒုက္ခရောက်ဖို့လည်းစိတ်ထိန်အေးစေးဖဲတယ်ဆိုရင်ဓာတ်ရိုက်ပြောတဲ့တယ်ပြောဇိုင်မှုဆရာတော်ပယ်တာမဆရာတော်မပယ်ဘူးဒီတော့နိုင်ငံကပယ်တာဒီတော့အောက်သားနိုင်ငံပယ်တာဆရာတော်ခေါ်လိုက်ဒီတော့မောင်းထုတ်လိုက်ဆရာတော်ခေါ်လိုက်ဒီတော့မောင်းထုတ်လိုက်အတိထောင်ရပြင်းနေနေတာအဲ့ဒါရင်တော့အရင်တော့ကအခုပါလေဒီတကောပြလို့စက်ပတ်တကောပြလို့လားဟဲ့ဒီတကောကဖိုးတန်းနေတာအခုတရားနဲ့လုပ်ပေးမှာတကောကအတိကားလားညာကအတိကားလားပြီးတော့ပဲစတိတဲ့ညာတော့ပဲညာအတိကားလိုက်လို့လက်တော့လို့တော့ဖယ်ရဲဘူးငရေကြီးပဲကာယဆရာတော်ရံတွေ့တာမဟုတ်ဘူးဆရာတော်ချစ်ကြတယ်ထိန်တာမထိန်တန်ရဘူးဟုတ်ပြရဖြစ်ဆရာကိုရိုးသေးတာမျိုးကတော့အဲ့ဒါမှန်တယ်ဆရာတော်ညာကိုရိုးသေးလို့ငါရောက်လာတာငါ့ကိုဖယ်တယ်ဆိုရင်တဲ့တယ်ပြောဒီဟာစွန့်အားနားမကြွားမဟုတ်ဘူးတဲ့တယ်ပြောတဲ့တဲ့အစည်းဝေးထိုင်တဲ့ဆုံးဖြတ်ချက်ချစတဲ့အတီးယူလက်ခံတယ်လက်မခံတယ်မဖယ်ပါဘူးမဖယ်ဒီမှာလေးမဟုတ်ဘူးဆရာတော်လက်ခံတယ်တဘောပြောတာနော်တယောက်နှစ်ယောက်ပဲကိုယ်ကိုမကြိုက်တာမှအများကြီးလက်ခံတယ်နော်ပြီးပြီဆရာတော်လက်ခံတယ်ဆရာတော်အများအတွက်တတ္တဝအနန္တအတွက်သူတို့ဘာကောင်းကျိုးအတွက်ကျုပ်ရဲ့အရေးချင်းကိုသိလို့လွန်ခဲ့တဲ့အနှစ်20ကျော်လောက်တည်းကကြုံတွေ့ခဲ့တယ်မိတ်ဆွေလည်းဖြစ်တယ်ဟုတ်လားတပည့်တာဝကလည်းဖြစ်တယ်လာတွေ့တော့ဆရာတော်ကိုလက်မခံဘူးဆိုရင်ဆရာတော်ကိုဓာတ်ရိုက်မပြောခေါ်တဲ့လူကိုတမတာအောက်ကြစားအောက်ရောက်တဲ့လောက်ရက်တရားဒီလိုပဲနေတူကျုပ်ဘဝနဲ့အော်အိစီးစိမ်ဟုတ်လားနော်မိသားစုဆိုတဲ့အဖွဲစီးကိုစုံပြီးတော့ဆရာတော်လာချိကတ်တာတော်ညာလဲပါလာရှိလဲဓာတ်ရိုက်ပြောတပည့်တော့ပြင်မယ်ရှိဖေ။ဖြစ်စိတ်ထိန်အခွင့်လွတ်ပါဗျာတပည့်တော့မှားတယ်တပည့်တော့ဟာလာနှုတ်ထွက်ဆိုတာဟာလာ10ခုတခုမှားတာလည်းရှိတယ်ကိုယ့်ရဲ့အစွဲကြောင့်ပြောမိတာလည်းရှိတယ်ဒီဝစီကံတွေကဟုတ်တယ်မလားဟုတ်အလုံးတရားပြောလို့တခုမှားသွားရင်ခွင့်လွတ်လို့မရဘူးလားရ
ရမနဲ့ပဲတီတာလေပြောလိုက်တာနဲ့ခုံပေါ်ကနေမောင်းချပြီးတော့အောက်တာသာလုံးရဲ့ဒင်းတို့သူတို့ယူလာထားတယ်ပေါ့ဘူးတော့ စိတ်ထိန်စိတ်ထိန်စိတ်ဖြစ်ထားတယ်ပေါ့ဘူးတော့ကျောက်ကသဘောတဘာဝတစ်ခုကိုအိန္ဒိယသာသနာကိုတင်ပြတာအိန္ဒိယအမျိုးနွယ်ဖြစ်တဲ့အတွက်ဗီယက်နမ်မျိုးနွယ်ဖြစ်တဲ့အတွက်သူ့စေလာကိုသူ့စာပေပရိယတ်ကိုသူတင်ပြခွင့်ရှိတယ်တပည့်တော်ကလည်းအိန္ဒိယသာသနာကိုတင်ပြတာမှားတယ်မကြိုက်ဘူးဆိုရင်လည်းမြန်မာကလည်းဘာလို့ကတဲ့တယ်ပဲပြောရမှာဟုတ်တယ်မလားခွင်တပည့်တော်ဆိုလိုချင်တာဟာလားနှုတ်ထွက်စကားဆိုတာဟာလားပြင်လို့မရဘူးပြင်ရောထုံးစံမရှိဘူးဆိုတာဒါဒီစကားပြည့်ရက်ကိုလက်မခံသူများမကြိုက်ဘူးကိုယ်အကြိုက်နဲ့ပြောပြီးတယ်သူတို့ဘာလက်မခံဒါပေမဲ့ဓာတ်ရိုက်ဆွေးနေရိုက်တယောက်နဲ့တယောက်ဟာလားဟိုရံမဖြစ်ပဲစကားမများပဲနဲ့ဟာလားသူဘလို့ခေါ်မလဲတိတ်မြင့်အောင်ဆွေးနွေးရမှာအဲ့ဒါကိုမလုပ်ပဲနဲ့စကြင်နဲ့ရိုက်တယ်မောက်ထုတ်တယ်ဆိုတာတရားဓမ္မလောကမှာမဖြစ်တဲ့ကိစ္စတွေပေါ်ထွက်လာတယ်ဆိုတော့တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်သုံးချိန်လည်းမဟုတ်လေးချိန်လည်းမဟုတ်ငါးချိန်လည်းမဟုတ်ဒင်းတို့ကနိုင်ထက်စီးနေဟဲ့လားမောက်မာလုံးအားကြီးတဲ့ကိစ္စတွေကိုပေးဆက်ဖို့ဆိုတာသူတော်ကောင်းတွေကဒင်းတို့ဘလို့လို့ဒင်းတို့နာမှာခိုးအောင်လို့ကိုယ့်ဘဝကိုနစ်မျောလို့ဟဲ့လားတိဆောက်ဖို့ဆိုတာလွယ်လားလို့ဟမ်ဆရာတို့လည်းဘလောက်ဝေကျွေးတယ်ဆက်ကြရလဲဆိုကိုချင်းစာလို့မျက်ရည်တွေကြာခဲ့ပြီးတပည့်တော်ကလည်းဒီလိုကိုဆရာတို့ယုံကြည်တဲ့သီလသမာဓိပညာကိုယုံကြည်လို့ဝင်လာတယ်ဟမ်မကြိုက်ဘူးဆိုရင်ဆရာတို့လည်းပြောတပည့်တော်လည်းပြောဟုတ်တယ်မလားသူတို့နယ်မြေသူတို့ဒေသသူတို့နိုင်ငံမကြိုက်ဘူးခွဲခြားတယ်တတ်မှတ်တယ်ဆရာတို့စကားတွေကိုအတိမယူဘူးသူတို့နှလုံးသားမှာတကယ်မကိန်းဘူးဟမ်ဒါဆိုရင်တပည့်တော်ကသူများမအခုဆရာတော်ဟောတာတပည့်တော်တစ်ခွန်းသဘောကျဆရာတော်ဟောတဲ့တရားကိုခဏလက်မခံခြင်းဘူးခဏလက်တွေ့သုံးမချဘူးမလို့ခြင်းဘူးဆိုရင်သူတို့စိတ်သဘောထားမယ်တပည့်တော်ကရိုက်လက်ပြီးတော့ဟာလာသူတို့တော့ဆုံးမဖို့လည်းမလိုဘူးသူတို့နိုင်ချက်စီးနေတဲ့စကားပြည့်ရက်တွေနဲ့လည်းနိုင်အောင်ပြောဖို့လည်းမလိုဘူးကြိုက်တဲ့လူကယူလိုက်မယ်မကြိုက်တဲ့လူကနောက်ဆုတ်သွားတယ်တပည့်တော်ကကြိုက်လို့ရောက်တာဘာကြောင့်လဲတပည့်တော်ရဲ့နိုင်ငံရဲ့သာသနာကိုတပည့်တော်ရဲ့နှလုံးသားမှာတိတ်ပြီးသားမွေးရပါရမီဇာတိပါစိတ်ထားပါရမီဆိုတာကြည့်ချက်ဖန်တာလို့ဇတ်တော်ကိုဖတ်လိုက်တာနဲ့ဟာလာကြားစာကိုဖတ်လိုက်တာနဲ့ဇတ်တော်ကိုကြည့်လိုက်တာနဲ့ထုချနဲ့တိမ်မွေးတဲ့နှလုံးသားမှာစိတ်ကျဲတဲ့စိတ်ကြီးပေါ်ပေါက်လာတယ်မမဲဘူးဆိုတဲ့အစိုးမရအောင်ဆိုတဲ့ဟာလာအနိစ္စသဘောဒုက္ခသဘောကိုကသိရင်မှာအိမ်မိုက်လို့နေထားပြီးကြာလို့လာပြီဆရာတော်နဲ့နောက်မှတွေ့တော့အင်မတန်ထူချတယ်အမျိုးနွယ်ကိုမကြည့်ဘူးအမျိုးနွယ်ကိုခလေးဘွားတွေကနည်းနည်းတော့မုန်းတယ်ဘာဖြစ်လို့လဲဆိုတော့အချောင်းရှိလို့နော်ဒါပေမဲ့အမျိုးနွယ်ကိုမကြည့်ဘူးအယောင်စင်းကိုမကြည့်ဘူးနော်ရုပ်ရည်လက္ခဏာကိုမကြည့်ဘူးဆရာတို့ရဲ့အတန်လိုင်းထဲမှာပေါ်လာတဲ့စကားပညက်နဲ့တိမ်မွေးပြီးတော့ကိုယ်နှလုံးသားကိုထိုးပေါက်နိုင်တဲ့စွမ်းအားရှိတဲ့စကားပညက်ကိုတန်ဖိုးထားတာဒါကြောင့်ဆရာတို့ကျုပ်မော့လည်းမကြည့်ဘူးကျုပ်ဆရာတို့ထိုင်လည်းမကြည့်ဘူးသူများယူသလိုလည်းကျုပ်မယူဘူးကျုပ်ယူနေတာကျုပ်ရဲ့ဘဝလွတ်မြောက်ကိုတိုက်ပွဲတွေစစ်ပွဲတွေဆိုတာလူချင်းတိုက်တဲ့စစ်ပွဲကမြင့်နေတာမဟုတ်ဘူးလူချင်းတိုက်နေတဲ့ဟလားလူချင်းတိုက်ပွဲဝင်နေတဲ့မငြိမ်းချမ်းတဲ့စစ်ပွဲကတန်ဖိုးရှိနေတာမဟုတ်ကိုခန္ဓာကိုတိုက်ပွဲဝင်နေတာဟမ်ကိုခန္ဓာကိုတိုက်ပွဲဝင်နေတာကိုခန္ဓာကိုတိုက်ပွဲဝင်နေတာမြစ်ပေါင်းများစွာရောက်ပြီးသွားမဲ့လူတွေကဟောပါနော်လိုင်းကားနဲ့သွားပြီးတော့မှလေဟိုမှာစောင့်နေလိုက်ပေါ့ဖန်ထီကိုဥစရာမက်ကလာချိုလိမ့်မယ်ဆရာတော်ကဗီဇာရတာနဲ့လိုက်ခဲ့လိုက်လေလက်မက်ကလည်းမလွယ်ဘူးတော်တော်လေးဈေးကလည်းရန်ဒီရက်ပိုင်းမှာလေလက်မရှိတော့မရှိတော့15ရက်နေ့လောက်မှရှိတယ်ရှိရလဲလို့ပေါ့15ရက်နေ့ကျရင်တော့မမီတော့ဘူးကွာတဲ့ကြောင့်လို့ဆရာတော်နာဆရာတော်ဘယ်လိုလဲကျုပ်ကလာပြီးထိတ်လို့အနားလာလို့ရတချို့ကြတော့ရလေနည်းနည်းပါးပါးဆိုရင်တော့ဆရာတော်နဲ့ဆရာလေးထာဝရက3-4-5ယောက်ကတော့ရတယ်အဲ့လိုပဲရမယ်ကျန်တာရမရဟုတ်တယ်မဟုတ် for sure ပဲဝိနာတိပါမယ်လေမဟုတ်ဗီဇာရမှာလေဆရာတော်ကမဟုတ်ကျန်တဲ့လူတွေကဗီဇာရပြီးသားသူတို့ကသွားလို့ရတယ်ဆရာတော်ကမရသေးတော့သူတို့ကရတာကျူသွားလိုက်တယ်ရတယ်ဆရာတော်နဲ့သွားလဲဆရာတော်နဲ့လိုက်လို့ရမှာမဟုတ်ကာအဆင်ပြေတယ်ကျုပ်လည်းအမိလည်းအတမ်းခံကြအမိမတက်လို့လွတ်လပ်နေတာအမိမတက်လို့တွန်းနေတော်ပြီနေ့လည်းစွန်းစားမှာပဲတော်ထိုက်တော့ဆရာတော်
နေရာထိုင်ခင်းနဲ့အတီတခြားတွေဖြစ်လို့မလွတ်မလပ်နဲ့အဲ့ဒါသူများရဲ့ဟာလားအရေးအောင်မှာသူများအမိတ်ပေးတာနာခံနေရတယ်တာတေးရုပ်လို့ကျိုးဆွဲရကနေတဲ့ဘဝမျိုးကိုမတိဆောက်နိုင်ဘူးလို့အဲ့တော့ကိုကအမိမတက်တော့လွတ်လပ်နေတာလို့ဆရာတော့အနာမနေရအောင်နေလူတိုင်းကအဲ့လိုပဲလေမျက်နှာဖုံးဆွတ်ထားတာပေါ့ဒါစိတ်လည်းအဲ့တိုင်းပဲစိတ်ကလည်းမျက်နှာဖုံးရှိတယ်လူတွေသိတာမျက်နှာဖုံးဆွတ်ထားတဲ့စိတ်ကိုပဲသိတာအပေါ်ယံစိတ်ပေါ့အတွင်းစိတ်ကိုမသိအတွင်းစိတ်မှာတော့ဒီလိုမျိုးပဲဘယ်လိုပဲဖြစ်ပေါ့တကယ်စိတ်အစ်စ်ကိုသိရမှာပါတကယ်ဘဝအစ်စ်ကိုသိရမှာတကယ်ဘဝအစ်စ်ကတော့ဒါမသိမှုနဲ့ဆွဲလန်းမှုကဖန်ဆင်းထားတာပဲတကယ်မိဘအစ်စ်ပေါ့ဖန်ဆင်းရှင်အစ်စ်ပေါ့အဲ့ဒါကြောင့်ဖန်ဆင်းရှင်ကမကောင်းတဲ့အတွက်ဘယ်ဘဝမှာတော့မကောင်းဘူးအဲ့လိုမျိုးဖះဖန်ဆင်းထားတာမဟုတ်မသိမှုနဲ့ဆွဲလန်းမှုကဖန်ဆင်းထားတဲ့ဘဝတွေကြီးပဲအဲ့ဒါကြောင့်ဘယ်ဘဝမှာတကယ်မကောင်းဘူးပေါ့နော်အဲ့ဒါကိုနားလည်မှရမယ်အဲ့ဒါဘဝတိုင်းကိုလေ့လာကြည့်လိုက်ရင်ကောင်းတဲ့ထင်တာတွေကတကယ်ကြတော့ဒါအပေါ်ယံကောင်းတာပဲပေါ့နော်တကယ်အနှစ်တာမကောင်းစိတ်ရင်းကောင်းတယ်ဆိုတာလဲဒါစိတ်မျက်နှာဖုံးဆွတ်ထားတာပဲတကယ်စိတ်ကမကောင်းဘယ်လိုမျိုးမသိမှုတွေဆွဲလန်းမှုတွေပါနေတဲ့အတွက်တကယ်စိတ်ကတော့ဘယ်စိတ်မှဘယ်သူစိတ်မှမကောင်းအဲ့ဒါဖရာယဟန္တာဖြစ်သွားတော့မှစိတ်ကကောင်းသွားတော့တယ်မသိမှုတွေဆွဲလန်းမှုတွေကင်းသွားလို့အဲ့ဒါကြောင့်ဒါကဘာမှမဆန်းဘူးလေသူမှမဟုတ်ဘယ်သူမဆိုဒီတိုင်းပဲစိတ်ဖောက်ပြန်သွားရင်သူ့လိုဖြစ်သွားမှာဒါမဖောက်သေးလို့လားပင်ကိုစိတ်ကတော့ဒီတိုင်းပဲဒါပင်ကိုစိတ်ကိုထုတ်ပြတာပဲလေတခြားလူတွေကြတော့ဒါလုံးဝအမှန်တရားကိုဖုံးကွယ်ထားတဲ့ပတ်ဝန်းကျင်မှာဆိုရင်အားလုံးကဒီလိုဖော်ပြလို့မရအောင်ဖော်ပြတာနဲ့အယူပဲဆိုပြီးတော့အယူထောင်ပို့လိုက်အမိကအဓိကမဟုတ်ဘူးဘွဲ့စိတ်ကအဓိကမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်သဘောထားလေးကိုအခြားသောသူတွေကိုတင်ပြခွင့်ရရင်ကိုယ့်အတွက်နည်းနည်းလမ်းဆန်းမယ်လို့ထင်တယ်အဲ့ဒါကိုဒီကိုကလက်တွေ့ကြကြလေးလုပ်ချင်တယ်ပြောလိုက်တယ်အခုဆရာတော်ကဒါနမူနာတစ်ခုပေါ့ကိုယ့်ရဲ့ဆွေမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ်ဒီလိုဖြစ်မှာပဲဒါဆရာတော်အဲ့လိုနားလဲတာအဲ့ဒါကြောင့်လဲသူ့ဘောမှာနားလဲပြီးတယ်ပေါ့နော်ကိုချင်းစားတယ်ပေါ့လေသူငါအနေနဲ့ကြည့်ရင်တော့မတူဘူးပေါ့ပရမတ်ရကြည့်မယ်တရားတော်ရကြည့်ရင်တော့ဒါအဝိဇ္ဇာနဲ့တဏှာကြောင့်ဖြစ်ရတဲ့ဘဝပဲဘဝအစစ်ကဒါဖန်ဆင်းထားတာတွေကတော့ဒါဘုန်းကြီးဒီလားရှင်ယောဂီဒီလိုဖန်ဆောင်တာဟန်ဆောင်ရင်းနဲ့မှဒီမှန်တရားကိုတကယ်သိသွားရင်မသိမှုတွေဆွဲလန်းမှုတွေကင်းသွားတာပေါ့မသိသေးခင်မှာတော့ဒီလိုပဲကိုယ့်ရဲ့အမှန်တရားကကိုဘာလဲဆိုတာပေါ့အဲ့ဒါကြောင့်လဲကိုကျိုးရှာတယ်ဟန်ပြဟန်ဆောင်နေတယ်ဆွဆွဲတာအဲ့ဒါမဆန်းဘူးလေဆရာတော်ဆွဆွဲခံရတယ်ဆိုတာလဲတလောကလုံးဟန်ဆောင်နေတာပဲလေအဲ့ခါကျတော့ကိုကဟန်မဆောင်ဘူးဆိုရင်တော့မှအတိတ်ကဟန်ဆောင်ခဲ့တာတွေအတွက်ဒါမို့လဲဖရာယဟန္တာတွေကိုဆွဆွဲခဲ့တာတွေအတွက်ပြန်ပြီးတော့ဝှကျွေးဆန်ရတာအဲ့တော့မမှားဘူးပေါ့နော်လောက်ရတိုင်ရတော့ဒါအကြောင်းကင်းပြီးတော့ဖြစ်တဲ့အကျိုးတရားဆိုတာမရှိဘူးပေါ့အကြောင်းရှိလို့ပဲအဲ့ဒီအကြောင်းကလည်းကိုလုပ်ခဲ့တဲ့အကြောင်းပဲအဲ့ဒါကိုနားမလဲသေးတော့အခုတော့ဒါတလောကလုံးမကျေနပ်ဘူးပေါ့နော်ဆရာတော်လည်းတကယ်ကျေနပ်လားဆိုတော့ကျေနပ်တာမဟုတ်ဒါသူ့ရဲ့ဒေါသကြောင့်ဖြစ်တာလေသူဒေါသကြောင့်ဆရာတော်ကျတော့မကျေနပ်လို့မရလို့ကျေနပ်နေရတယ်တော့လက်မခံလို့မရလို့လက်ခံနေရတာတခြားလူတွေကျတော့ပြောစရာတွေကဆရာတော်နဲ့ရှင်လိုက်အများများတယ်ပေါ့နော်တိတာလုံးတော့အဲ့တော့တခြားလူတွေကိုပဲအပြစ်တင်ပြီးတော့ဒါပြဿနာရှာတယ်ဒါကဘယ်သူမှဆိုဒီလိုလုပ်တာပဲဆရာတော်ပုဂ္ဂိုလ်တ attva မပါဘဲနဲ့ကြီးလိုက်ရင်အားလုံးကသဘောတရားအတူတူပဲကိုယ်တိုင်အစကိုယ့်ရဲ့ယံတူပဲအဲ့လိုမျိုးအဲ့ဒါအကောင်းဆုံးတတ်သိပဲပေါ့မယုံရင်လေ့လာကြည့်ဒါပုဂ္ဂိုလ်မကြည့်နဲ့သူမှဖြစ်တာလားဆိုရင်ဘယ်သူမှဆိုစိတ်ဖောက်ပြန်သွားရင်ဒီလိုဒီတဲ့တောင်ဆိုးသွားနိုင်တယ်စိတ်ဖောက်ပြန်သွားရင်ဒါဖြစ်သလားလို့ပေါ့နော်ဒါလူတွေအများကြီးကိုတတ်တယ်ဆိုတာလေဒါသူ့ရဲ့ဒါစိတ်ကယူသွားပြီနိအဲဒီခါကျတော့လုံးဝစင်ကျင်တုံတရားမရှိတော့ဘူးအပြတ်ရှင်းအပြုတ်တက်ဘယ်တော့မှရှင်းလို့မရကိုရှင်းတဲ့လောက်ပြကိုပြန်ခံမှာဒါပေမဲ့အများနဲ့အပြတ်ရှင်းနေကြတာအာနာရှိလာရင်နိုင်ငံရေးသမားတွေကဖြုတ်ထုတ်တတ်တယ်ဒါကိုရန်သူကိုကျူပင်ခုတ်ကျူငုံမကြံဆိုပြီးတော့အပြတ်ရှင်းတဲ့အလုပ်ပဲလုပ်တာအဲ့ဒါကျတော့လုံးဝယူသွားပြီပေါ့ပြောမစင်လောဘဒေါသမောဟတွေအားကြီးသွားပြီအဲ့ဒါလည်းနိုင်ငံရေးရဲ့အမှန်တရားပဲနိ
ဒီလိုပဲလောက်ကြတာပဲလေအဲ့ဒါကိုထိန်းနိုင်မှုကမလွယ်ဘူးပေါ့စကြဝဠာမင်းမတာထိန်းနိုင်မှုကျန်တာတော့မလွယ် ကိုယ်စိတ်မှာတီးဖို့လိုတယ်လို့အဲ့ဒါတွေကြောင့်ကိုယ်ဒီကိစ္စမှာလက်မခံနိုင်ဘူးအဲ့ဒါမစ္စရိယဆိုတာကိုယ့်ရဲ့စိတ်မှာစကားနဲ့တီးဖို့လိုတယ် နေအဲ့စိတ်တွေကရှိတာပဲလေဒါကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်ကြာရင်ကိုယ်လည်းအဲ့လိုဖြစ်သွားတာပောက်ကွဲသွားတာဒါတွေကသူမလို့မဟုတ်ဘူးเนาะဆရာတော်နဲ့ပတ်သက်တဲ့ယောဂီတွေထဲမှာလည်းအဲ့ဒါတွေကအကုန်လုံးတာပုံမှန်လင်းလင်းတာပြောကြမယ်ဆိုရင်အများကြီးဟိုဒါအထောက်အထားတွေနဲ့ပါရှိတယ်ဒါပေမဲ့ဒါတရားတော်ဘောရတော့ဒါဘာမှမဆန်းဘူးလေပုဂ္ဂိုလ်ဟိုဘယ်သူမှဆိုဒီလိုဖြစ်တာပဲဆိုတာနားလည်ထားတဲ့ခါကျတော့ဘယ်သူပဲဝါရလို့မပြောကာယကံရှင်က तू ကဒါပြဿနာမရှိလို့တချို့ဆိုရင်လုံးဝကိုမကောင်းတာဆိုရင်နဲ့လုံးဝဖုံးပြီးတာတမိုင်းကိုဖျောက်လိုက်တာပေါ့နော်လုံးဝအပြောမခံဘူးဒါထုံးစံပဲပေါ့ဒါလည်းလောကကြီးရဲ့အမှန်တရားပဲဆိုတော့အဲ့ဒါကိုလည်းအပြစ်ပြောလို့တော့မရဘူးအပြစ်ပြောလိုက်ရင်ဒါတခြားလူကြတော့မပြောငါပဲလာပြောတယ်တခြားလူရဲ့အပြစ်ကိုတော့မပြောဘူးပေါ့နော်ငါပဲအပြစ်ပုံချတယ်ဆိုရင်ဘယ်ခံမလဲတရားတော်ရလဲဘယ်သူမှအပြစ်ကင်းတယ်မှာမဟုတ်ဘူးဟဲ့လေမျိုး ဆရာတော်ကနေယောက်ျားမိန်းမလည်းစိုက်နေနေတာမဟုတ်ဘူးဟုတ်လားဖြူတယ်မဲတယ်တရုတ်ကလာအစ္စလမ်ဟိန္ဒူလည်းစန့်ကျင်နေတာမဟုတ်ဘူးဒီလိုပြောလိုက်တဲ့ကကိုညံရင်ညံသွေးကထက်မြက်တော့လေကိုကជីជីနက်နက်ကိုလက်ခံလိုက်တာခွဲထုတ်ပြီးတော့ဟုတ်လားမတင်ကားတဲ့စိတ်မယုံကြည်တဲ့စိတ်နဲ့လည်းမစင်စားဘူးတွေးစရာလည်းမလိုကိုကအဲ့လိုနားလေလို့ဝင်ချလာတဲ့ခါမှာဟုတ်လားကိုကထူချနေပြီကိုကဖိုးတန်နေပြီဆိုကန်ထုတ်ဖို့မလိုဘူးသူ့ရဲ့ပါရမီတက်ခံသူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးသူ့ရဲ့ဟုတ်လားကိုကျင့်ကိုသိသူ့ရဲ့ဘဝသမိုင်းပဲပေါ့အဲ့ဒါကိုနားလေလက်ခံနိုင်တယ်ဆိုဘယ်သူကမောင်းထုတ်ဖို့လိုမလဲလို့အဲ့ဒါမောင်းထုတ်ချင်နေတယ်ဆိုတော့စိတ်ကဆရာတော်ရှင်းပါကိုလည်းမောင်းထုတ်ခဲ့လို့ပေါ့အဲ့ဒါကြောင့်ကိုကံစီရင်မှနာလို့ ဆရာတော်ပြစ္ဆုတ်ပန်စိတ်ရုံမအောင်လက်မခံနိုင်ဘူးလားလို့အတိတ်ကဝေကျွေးတွေအာကြီးဟုတ်သူတို့လည်းမောင်းထုတ်တာကိုလည်းမှန်တယ်လို့မပြောဘူးလေမပြောလို့ဆရာတော်မမောင်းထုတ်ခံဘူးဒါပေမဲ့သူတို့ကလည်းမခံနိုင်တော့မောင်းထုတ်တာပေါ့တရားနဲ့မရှင်းတတ်လို့ဟောသူ့မှာဖြစ်နေတဲ့အာဟုတုစိတ်ကစွမ်းအားတွေကကြီးနေလို့ကိုယ့်ရဲ့ဘဝကိုသူတို့ကမချေနဲ့မနစ်တက်တယ်ဆိုတာသူတို့အာဟုတုကံအားကြီးနေတော့အယောင်ချင်းမတူခြေနေချင်းမတူလောက်ရည်ကိုင်းရင်ချင်းမတူတဲ့ခါကျတော့သူကလက်မခံနိုင်ဘူးကိုယ့်ရဲ့အကုသို့ကိုယ့်ရဲ့ကိလေသာကိုမနိုင်လို့သူများကိလေသာကိုလည်းမနိုင်တာကိုယ်ကိလေသာဓာတ်ကိုမခံနိုင်လို့သူများရဲ့ကိလေသာဓာတ်ကိုလည်းမခံနိုင်အဲ့ဒါကိုယ့်ရဲ့အပြစ်ကကိုယ်မှလည်းဒီအပြစ်မှမကင်းပဲဒီခံနေဆိုတာလို့ပထမဗစကားစီးတော့လေကားသမားလေကားပေါ်တက်လာတော့ကားကပြီးတဲ့ကိုကဘာမှမပြောမပေးနိုင်တော့သူ့ကိုပဲလမ်းကြည့်လိုက်တယ်ကြည့်တော့သူကပတ်စံပါဘာမှမပြောပါစီးလိုက်အဲ့တော့ကိုဆင်းပေးလိုက်တယ်နောက်တစ်ယောက်ကကြတော့တက်တယ်ဘာမှမပြောတော့ကိုစိတ်ကအေးချမ်းနေတယ်ကိုစိတ်ကိုလာပြီးတော့အယောင်လည်းမထင်ဘူးလက်ခနဲ့မြိုက်တဲ့စိတ်လည်းမဖြစ်ဘူးဟုတ်လားစိတ်မှလည်းဖြစ်ခနဲ့ဆိုတော့ဟုတ်လားစိတ်ဆိုးစိတ်မိုက်လည်းမဝင်ဘူးစိတ်ဆိုးတဲ့စိတ်လည်းမဖြစ်ဘူးသူကမကောင်းတော့ကိုယ်မှလည်းမကောင်းတဲ့စိတ်တွေဝင်မပူဘူးကိုကပထမကောင်ကမကောင်းတော့ကိုယ်စိတ်ကအရင်တော့မပူဖြစ်ခနဲ့ဆိုတဲ့စိတ်တော့ဆရာတော်ဘုရားရှိမှဒီမှာအလုံးလုံးကြတယ်စိတ်ရဲ့သဘောထားတုံခါတယ်ဆရာတော်စိတ်ရဲ့သဘောထားတုံခါတယ်လို့နားထောင်ကြုတ်ကိုကြည့်ဆရာမကြစိတ်ရဲ့သဘောထားတုံခါတယ်လို့ကိုယ်ကြည့်မှကိုယ်အတိမတ်ပြုတယ်လို့သဘောသိရောက်တယ်အဲ့ကြောင့်ထောက်လျှောက်ကြည့်ဖို့မဟုတ်ဘူးတစ်ချက်လှည့်ကြည့်ဟုတ်ကဲ့ဟိုဘက်နဲ့နေဆိုကိုယ်အတိမတ်မပြုစိတ်ရဲ့သဘောကနှလုံးအိမ်မှာတုံခါတယ်လို့ဟာဒီလေကဒိုင်းဆိုတိုက်လိုက်ဟလားတိုက်ခိုက်တဲ့လေရဲ့အရှိန်ဟုန်ကြောင့်ကို့မှလည်းလာပြီးတော့ဟလာနည်းနည်းလေရဲ့အရှိန်ဟုန်ကြောင့်ကို့ရဲ့ရုပ်သဘောထားလည်းကြံ့တန်းဖောက်ပြန်သွားလေတိုက်မှုကလည်းလေတိုက်တဲ့အခြေအနေကလည်းသူ့ရဲ့တိုက်ခိုက်တဲ့နှုံလေးကပြည့်ဆိုကိုကလည်းအေးစစ်စစ်ငြိမ်ချမ်းပဲစိတ်မှာတုံခါတယ်လို့အဲ့တုံခါတဲ့စိတ်ကိုလို့ဖြတ်ဆိုပြီးညာဝင်လိုက်ရင်တော့ရတယ်လို့မလွယ်ဘူးလို့ပြောတာမလွယ်ဘူးမကောင်းတဲ့စိတ်ကဟုတ်လားတစ်ခနဲ့ဆိုတာဒါတိပြီးတော့မကျင့်နိုင်ရင်လည်းအဲ့လိုပဲဖြစ်တာတိတော့တိတယ်တိတာတွေကတော့မှန်တယ်လေတကယ်မကျင့်နိုင်တော့လေအကျင့်မိုင်းကြောင့်သူ့ရဲ့လောဘဒေါသမောဟသူမနိုင်ဘူးလို့ဖြစ်သူတို့ရဲ့မကောင်းတဲ့စိတ်ကိုကိုကပေးဆက်ဖို့လေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်လည်းကြာအောင်ရှိတော့ဆိုတာတိဖြစ်ပြက်တယ်မရှိတော့
အားကြီးလာအမှတ်တင်ညာဘလို့ပဲမလဲလို့လက်ခရက်ဆိုတဲ့အမှတ်တင်ညာဒိုင်းဆိုတော့နေများနေပြီနော်နေများနေပြီအဲ့ဒါမပြောဆယ်ခွေးတစ်ခွေးဆိုတော့နေများနေပြီအရက်ထဲမှာလူတွေဘလို့ပဲမလဲလို့ဆရာတော့အဲ့ဒါကိုဖြေပါလို့ဘလို့ပဲမလဲနေများနေအဲ့တော့စွန့်အားနားမကြဆိုတာကိုဘလို့ချိန်နေရှိတယ်လို့ပြန်လာမပြောတတ်တာသူရေးကြတယ်သူလည်းဒေါသထွက်တယ်အဲ့တော့ဝစီပိတ်ဆိုတာလည်းမှားတယ်ဝစီဖွင့်တယ်ဆိုတာလည်းတစ်ချိန်လုံးပါဇက်ကဖောင်းပွားနေတယ်မကောင်းပြန်အဲ့ဒါရိတ်တာမှာနေပြီးတော့မှကုလိုကောင်းမှုတွေမအားအောင်ဘောနော်မပြတ်လုံနေတာတရားလုံနိုင်လို့မလုံနိုင် pride လုံဒါမှမဟုတ်လဲရက်ရွာထဲမှာလုံအဓိကအဲ့လိုလုံနိုင်လို့ဆရာတော်ကအဲ့လိုလုံနိုင်တဲ့အတွက်ရိတ်တာမှာနေတဲ့လူကလည်းအဲ့လိုလုံနိုင်တဲ့လူကခံနိုင်ရရှိတယ်ပေါ့ကုလိုကောင်းမှုဆွမ်းအားနဲ့ခံအတိတ်ကကုလိုလောင်းနဲ့မရအောင်ပြစ္ဆုတ်ပံမှာလည်းကုလိုတွေလုံနေရင်ဒါခံအခုဆိုဒါဆရာတော်တရားဟောနေတဲ့အတွက်ဒါဘလောက်ပဲအနောက်ဆက်ရှိပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့တရားဟောတဲ့အတွက်ဒီတရားဟောတဲ့ကုလိုနဲ့ခံနိုင်တယ်အဲ့ဒါပရိဒာတွေလုံနေတယ်တုံခါမှုဖြစ်ပြီးတိုင်းထသွားတယ်လို့အဲ့ဒီချိန်လေးတစ်ခုထပ်မှန်အကြောင်းထားလာမယ်ဆိုရင်လို့ဒီလိုကိစ္စအမိတက်ပြီးဘယ်လိုဆုံးဖြတ်ချက်ချမယ်တရားသူကြီးလို့ဆရာတော်ဆုံးဖြတ်လိုက်ပါလို့ကြုံတွေ့လာခေါင်တယ်နောက်ဆုံးတိခါမှာဝစ်ကျွဲပဲနော်အဲ့ကြောင့်ရိတ်တာမှာလာနေဝိုင်းလို့အဲ့လိုပြောတာလေရက်ွက်ထဲမှာတော့ဘယ်လို့မှမရဘူးဒါတရားပဲလေဒါပဲပြောကြရှိတာပေါ့တရားဒါပဲရှိတာပဲဘယ်ဖျားပဲဖြစ်ဖြစ်ဒီလိုပဲဟောမှာပဲခဏလောဆယ်ပိတ်လိုက်ရင်တက်တာသွားပြီနော်ဟုတ်ပြီအောက်တန်းကလူပေါ်မှာလေကိုလာမွေးလို့လေခရစ်စတန်တီညီရတော့အိမ်မလာတယ်လို့မွေးလို့လည်းပြန်ပြီးတော့လေညီရအောင်ဆိုစိတ်အောင်လူပေါ်လူရွာမှာဒီလိုတွေကစုတ်တိုင်တာများနေလို့ကာသမာအစုတ်ပြက်လေဒီလိုကိုစိတ်မှာလှမ်းနေထားလို့ကိုကပြောလိုက်ချင်တော့ပြောမနေနဲ့သူများအပြစ်ရှုရင်ဒါအဲ့ဒါပဲပေါ့သူများအပြစ်ရှုတာနဲ့ကိုယ့်အပြစ်ရှုတာနဲ့ဒါအမြဲတမ်းကွာတယ်လေလူတွေကတရားလုပ်ပြီးတော့သူများအပြစ်ပဲရှုနေတာဟောဒါမှားနေတာပေါ့နော်တရားလုပ်တာတော့မှန်တယ်သူများအပြစ်ဘယ်သူကတော့မကောင်းဘူးဆရာတော်နောက်ကတပါးတရားဒါဘာဖြစ်တယ်ဆရာတော်နောက်ကဒါဘုန်းကြီးတွေကဘယ်လိုဆရာလေးတွေကဘယ်လိုပေါ့အဲ့ဒါသူများအပြစ်ရှုတာကိုကဘယ်လောက်ကောင်းလို့လဲအဲ့ဒါပြောသူများအပြစ်ကသူတို့ကသူတို့ရှုမှာလေကိုရှုစရာမလိုပါဘူးကိုယ့်အပြစ်ပဲကိုရှုရမှာဒါလေးနည်းနည်းခဏလေးဆောင်ဟောဖြစ်ဖြစ်စီစဉ်မယ်တကြတရားဝဲပြီးတော့မှပြီးတယ်မှာစဉ်းစားလိုက်တယ်ဒီလားအဲ့တွေးစိတ်ဖြစ်တာမှားလားလို့သူ့စိတ်ကိုကပြင်ကျင်တဲ့စိတ်ကြောင့်ဖြစ်သွားတယ်ကရုဏာဒေါသဆိုရင်ရောပြင်ခွင့်ရမှာပြင်လို့ရမှာအဲ့ဒါသူ့စိတ်ကလေဒီလိုပဲထပ်မှာအဲ့စိတ်တွေကိုအတိမယူအောင်လေအဲ့စိတ်တွေအတိယူရအောင်မှာနော်ဘာစိတ်မှမမြင်ဘူးဘာဝေဒနာမှမမြင်ဘူးပေါ့နော်ဘာတဘောမှမမြင်ဘူးနိဗ္ဗာန်လွှဲရင်ဘာမှမမြင်ဘူးအဲ့လိုမမြဲတာပဲရှိရမှာကိုကဟိုကအတိပြီးတော့မှဒီဒေါမနတစိတ်တွေပြောနေတယ်အဲ့ဒါတွေကိုအတိယူတာပဲလေအဲ့ဒီကဘာပဲဖြစ်ဖြစ်ပြက်သွားတာပဲအတူတူပဲလေဘ ᱹ ဖြစ်ဖြစ်သိမာကြီးပဲဘယ်တော့ပဲစัจ java လာအနန္တများအကုန်လုံးကပျက်စီးမှာပဲအပြက်ရှုလိုက်ရင်အရှိမလို့တော့ရင်သိမ့်ပိုက်เสียမလို့ဘူးပေါ့စိုးရိမ်ကြပြက်သွားမှလည်းပူကြမလို့ဘူးပေါ့ပြက်လက်ခံနိုင်ပြီပေါ့ကဘာကြီးလည်းပြက်မှာပဲပြစ္ဆုတ်ပန်တိုင်းမှာလည်းဒါသဘောလေးတွေအနေနဲ့လည်းပြက်နေတာပဲချိန်တန်တဲ့ခါကျရင်လည်းလုံးဝပျောက်ွယ်ပျက်စီးသွားမှာပဲအဲ့လိုနားလည်ထားတာကအများကြီးသက်သာတာပေါ့လေဗျာအဲ့တော့မပြတ်ခင်လေးသုံးနေတာပေါ့လေမသေးခင်လေးကုလိုကောင်းမှုတွေလုပ်နေတာဒီလိုမျိုးပဲလုံးမှရ
မြစ်တာမြစ်တာကိုအောင်နေတယ်သူတို့စိတ်ကမှာအဲ့ဒါဒီပညာမွဲနေပြီဆိုတော့ဒီလိုတော့တွေးလိုက်တဲ့အခါကျရင်ကရုဏာဒေါသဆိုဖြစ်လာတာပြောတယ် ဒါကစိတ်ကသူများစီပဲရောက်တာဟောဒါကိုခန္ဓာကိုရှုရမှာလေကိုယ့်ရဲ့ကိလေသာကိုရှုရမှာတကယ်တရားမကျင့်နိုင်ဘူးဆိုတာပေါ်နေဓမေတီလိုပြောလိုက်ရင်သူများအကြောင်းကြီးပဲအဲ့ဒါပဲသဘောတရားအတူတူပဲကြာရင်သူလည်းအဲ့လိုဖြစ်သွားမှာဒါပဲကိုယ့်အပြစ်မပြောဘူးမလေးဘယ်သူကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့စာပို့ရင်လည်းဒါပဲအဲ့တော့စိတ်ကဘယ်ရောက်နေလဲဆိုတာရှင်းနေတာပဲပေါ့နော်တရားလက်လွတ်ဖြစ်နေတယ်ဆိုတာရှင်းနေတာလေ ရှိသေးတယ်ဗျာတိတ်ကောင်းနေတယ်ဆိုတော့သူများမကောင်းတဲ့စိတ်တွေကိုကပြင်းချင်းစိတ်ပေါ်လာလို့လုပ်နေတယ်ဒီစိတ်ကိုဖြစ်ဖြစ်ရှုလိုက်တယ်ခဏပဲပြန်ပြန်ပြီးအစားထိုးပြီးပေါ်လာအဲ့ဒါကြောင့်ဆိုရင်တော့ကိုကအတွေ့တစ်ခုတော့ဝင်တယ်ငါတော့ဖို့မှရတော့မယ်လို့လူကိုလူပါဆုံးလို့တော့ဖို့တော့မယ်လို့ ရတယ်စီစဉ်ပေးမယ်နော်တော့ခုလေတော့ရရိတ်တာတွေရှိရနော်ဟုတ်ပြီမယ် ဆရာတို့အဲ့ဒါဆိုတပည့်တော်လေးစိတ်သဘောထားရစိတ်မြင့်မြတ်ကြီးကျယ်ခါနာတယ်ဆိုပြီးတင်ပြနေတာမဟုတ်ဘူးလူပုံလူရမှာနားလည်မှုတွေမရှိတဲ့အသိဉာဏ်မွဲနေတဲ့ကိစ္စကိုကတစ်ခါတလေပြန်ပြောခွင့်ရချင်တဲ့စိတ်ကလည်းစုံလို့မရဘူးလို့ဆရာတို့ကအစုံဆုံးပြီးစုံခိုင်းတယ်လို့တော့ဆရာလည်းစစ်စစ်ပြောပြီးနော်ဆရာတို့ကအစုံဆုံးပြီးဆရာတို့ကနေအစုံဆုံးပြီးပေါ့နော်စုံဆရာရှိတယ်စုံပြီးစုံဆိုတဲ့စကားပြည့်တဲ့တွေကိုနားလည်လို့မဟုတ်ဘူးလို့ဒါပေမဲ့လက်တွေ့ကြကြနားလည်လို့လေအဲ့တော့လည်းဆယ်ခွေတစ်ခွေဆိုတာရန်တက်တာမှာဒီပေါ်ရင်ဒီပြောရင်ကျုပ်လည်းပြောတတ်တယ်ဒီပြောရင်ကျုပ်လည်းပြန်ပြောမယ်အဲ့လိုလေဆရာတို့စုံပြီးစုံဆိုတဲ့စကားပြည့်တဲ့တွေကကိုနားလည်နိုင်တဲ့စွမ်းအားတွေပုံမှာအများကြီးသိသွားလို့တိတ်ပြီးတော့အားမပါတော့ဘူးငယ်လည်းပြောတာတော့မဟုတ်ဘူးဆယ်ခွေတစ်ခွေမှာတော့လေကိုကအဲ့လိုမျိုးတွေပေါ့ကိုကလူတွေနဲ့လည်းတင်းလို့မရဘူးကိုကလည်းမွဲတင်နေတော့ဟုတ်လားကိုမှလည်းလက်ရှိဘာမှမရှိတော့လေကိုကဝမ်းနဲ့မနေဘူးကိုမွဲတယ်လို့သူများမြင်တာကိုတော့မမြင်ဘူးဒါပေမဲ့ကိုပတ်စမပေးနိုင်တဲ့အခါမှာကိုကိုတိုက်ခိုက်တာနှောက်ယှက်တာဒီလိုကိစ္စတွေကြုံတဲ့အခါကိုကပြောခွင့်ရရင်ပြောချင်တယ်ပတ်စံကအဓိကမဟုတ်ဘူးအဲ့ထဲမှာပတ်စံမရှိဖို့တဲ့စိတ်ထဲမှာဆွဲမရှိဖို့ဆိုတဲ့စကားပြင်းညက်ကိုကလည်းနားလည်ထားတယ်ပြောခွင့်ရရင်ပြောချင်တယ်လို့ဒါပေမဲ့ဒီကဘာမလို့လဲကလမအဆုတ်ပြက်ဘာလဲသွားဒီလိုကြမ်းတမ်းနေတဲ့လူပွဲလူညက်လူအဆုတ်ပြက်လူပုံဖခင်ရဲ့သာသနာအောက်ခြေလူတန်းသားတွေဘယ်တော့မှမရတော့ဘူးလို့အလက်တန်းသားလူတွေလည်းရဖို့မလွယ်ဘူးလို့ငြိမ်းချမ်းရပြီးတော့ဟလာပကာဒနာတွေစီးစိမ်တွေဥစ္စာဒနာတွေကျွယ်ဝချမ်းသာတဲ့လူတွေမှသာရနိုင်မှာလို့ဘာလို့ဆိုသူကအားနေတော့စဉ်းစားတွေးခေါ်သိကြည့်ဖို့ချိန်ရတယ်အောက်ခြေလူတန်းသားတွေကကြမ်းတမ်းနေဘလို့မှမရနိုင်ဘူးလို့အဲ့ဒါကြောင့်ကိုကအောက်ရောက်နေတော့ဒုက္ခတွေရောက်နေပါလေလို့အောက်ခြေလူတန်းသားတွေကကိုယ်တိုက်ခိုက်နေတာနေ့ရောညရောနေ့တူအဲ့ဒါဒိတ်တူအဲ့ဒါဖြစ်နေပြီလို့ကိုကအဲ့ဒါကြောင့်မလို့ကိုဘာဘလောက်ပဲအိုင်မိုက်စင်ပဲဖြစ်နေပါစေအခြားလူတွေအတွက်လည်းသုံးလို့မရဘူးကိုယ့်အတွက်လည်းသူများရဲ့အတန်လိုင်းတွေမှာကြမ်းတမ်းနေတဲ့အတန်လိုင်းတွေမှာနှလုံးသားတွေကတုန်ခါနေလို့မပေးသက်နိုင်တော့ပါဘူးလို့ ဒီနေ့လယ်ပိုင်းမြောက်ရီကိုထွက်မှရမယ်ဗောလေဂိတ်ကားဂိတ်ကိုလိုက်ပို့ပေးမှာပါထွက်သွားနေလိုက်ဆရာတော်ကဗီဇာရတာနဲ့ဒီနေ့ရရင်ဒီနေ့နောက်ကနေလိုက်လာမယ်ဒါပေမဲ့သူကဖန်တရားကည9နာရီပိတ်တယ်နဲ့တူတယ်အဲ့ဒီဟိုအရောက်သွားမှာဆရာတော်ကပြဿနာမရှိဘူးဆရာတော်တစ်ပါးနှစ်ပါးလောက်ကရတယ်ကျန်တဲ့လူတွေကျတော့ကားအသေးနဲ့ပဲသွားမှရမှာဆိုတော့လေကားကြီးလည်းမရှိဘူးအဲ့တော့ထိုင်းသွားမဲ့လူတွေပြင်ထားပြီးတော့နေ့လည်ဆွန်းစားတာနဲ့ဆွန်းစားပြီးတာနဲ့စီစဉ်မှရမှာရောက်ရီကနေဖြတ်မဲ့လူတွေပေါ့နော်ကားကတော့ရောက်နေပြီမဲဆောက်မှာကားရောက်နေဂျူမဲ့ကား ကိုစိတ်မှာပြောချင်တဲ့စကားပြင်းတဲ့ကြံလေးမှာဆိုဝါအောင်ပြောပြရတယ်အဲ့မှာစောင့်မဟုတ်တယ်လေစောင့်ပြီးတော့ကားနှစ်စီးဆိုလဲတစ်စီးကြိုသွားလို့ရတယ်ဟိုသွားဒါမှမဟုတ်မဲဆောက်မှာစောင့်လို့ရကူလို့ရတဲ့ချိန်ကူရ အဲ့လိုကိုကလေတတိယလာမှာအကြောင်းတန်းဆောင်မှာပြောခွင့်ရမှာမပြီးတဲ့ခဏနေကိုမိသားစုကိစ္စ
မပြန်ပြောလို့ရတယ်ဆရာတော်တရားဟောပြီးဆရာတော်ဘယ်မှမတော်ဘူး အဲ့စိတ်တွေကိုရှုလေအဲ့ပြောကျင်တဲ့စိတ်တွေကမမြဲဘူး နောက်တစ်ခု ငါမဟုတ်ဘူးအဲ့ဒါမျိုးရှုအဲ့ဒါဆိုရင်ပြောစရာမလိုတော့ဘူးပြီးသွားပြီခုကမပြောရမနေနိုင်စိတ်အလိုလိုက်နေအောင် တရားတွေပါရောတဲ့ အဲ့ဒါနဲ့ပဲ ညာမျိုးရအမြဲတမ်းကြုံနေရတာကားတရားလုံးမလူကုန်တော့ဒါလုံးဝမတရားလုံးဝဟုတ်ညီမလေးတို့တရားလုံးတာဆရာတော်စကအကုန်နားထောင်တယ်အဲ့လိုတရားလုံးက ကျုပ်လည်းနားတယ် မ နော် ဟုတ်ဘူးညီမလေးမောညီမလေး ခဏနေဦးလေးစကား ညီမကြီးဆိုရ အေးစစ်ပြောတော့လေခွင့်မပြုဘူး ခဏနေဦးဆရာတော်ဂျာရေးပြနေပြီတရားဟောမယ်တဲ့ပြောလို့တရားဟောမယ်တရားဟောမယ် ခဏနေအောင်မနှောက်ရှက်နဲ့နော်မနှောက်ရှက်ဘူးရှင်းကြတဲ့ သူကဟိုအလိုက်တင်လှုပ်တတ်တဲ့စွမ်းအားပေါ့အဲ့ဒါလေတလောကလုံးကဇွတ်လုံနေကြတာပဲအဲ့ဒါပဲအဲ့ခါကျတော့အလိုက်တင်လှုပ်မလှုပ်တတ်တော့ဘူးပေါ့ဇွတ်လုံတာကဒီအတ္တပါတာပေါ့လေအမှားပါတာပေါ့ အကျိုးကြောင့်ဆိုတာတင်ပြဆွေးနေတဲ့ခါကျရင်ရလက်တစ်ခုတော့ဖြစ်ပေါ်လာတယ်အကျိုးမြတ်ဆိုတဲ့ရလက်တစ်ခု အဲ့တော့ပြောမရရင်လည်းသူလည်းဟောကိုလည်းဟောတာပြီးပြီပေါ့နော်ဒါသူကြိုက်သူတရားကြိုက်တဲ့လူကသူတရားနာဆရာတော်တရားကြိုက်ရင်ဆရာတော်တရားနာဒါပြီးသွားတာပေါ့ ဓမ္မပဋိက္ခလုပ်ရှင်လာတော့မဟုတ်ဘူးပြီးတော့လေပဋိက္ခလုပ်ရှင်လာတော့မဟုတ်ဘူးကိုယ်စိတ်သဘောထားမှာပေါ်လာတဲ့မှာတင်ပြမှုရတယ်ဆိုတော့လုပ်ရှင်လာပြီးတော့လည်းဆရာတော်နဲ့ဆွေးနွေးလိုက်တဲ့အခါအကျိုးမြတ်ဆိုတဲ့ရလက်တစ်ခုပေါ်လာတယ်အကျိုးမြတ်တစ်ခုဖြစ်ပေါ်လာတယ်ကြံတန်းတိုင်းကြီးသူလုံးမှာမဟုတ်ဘူးလူညံ့တိုင်းနဲ့စိတ်သဘောထားတွေပြည့်နေတယ် mindfulness ဆိုပြီးမိတက်လို့လည်းမရဘူးဒီလားဆရာအဲ့ဒါကြောင့်ကြံတန်းဒီလောက်ကလေအကြောင်းကျိုးမညီတဲ့ခါကျတော့ခြံနေတဲ့ရေအကြောင်းမျိုးညီတဲ့ခါကျလည်းပြည့်ပြည့်သွားသဘာဝတရားတွေမှာခံတဲ့ခါလည်းရှိတယ်ပြည့်စစ် ဒါကတော့သူလှုပ်ချင်တာကိုလက်ခံပြီးပေးလို့လိုက်ရင်ကုသိုလ်ရတယ်ဒါပဲသူကလည်းအရန်ပြောချင်နေတာပေါ့နော်နားထောင်မဲ့လူကမရှိဘူးအဲ့ဒါကြောင့်ဒီအချိန်မှာသူကကုသိုလ်ကောင်းမှုရှိလို့လည်းပြောလို့ရတာပေါ့နော်သူစီကကုသိုလ်ယူလိုက်သူ့ကိုလှုပ်ပိုင်ဝင်ပေးလိုက်ဒါပဲအဲ့လိုနဲ့ပဲဆရာတော်မှာကုသိုလ်တွေအများကြီးရတယ်ဒါမှလွတ်လပ်လပ်ပေးလို့ထားတယ်ဆိုတာသူကလှုပ်ချင်တဲ့တခြားမှာလှုပ်မရလို့ပေါ့နော်လှုပ်ချင်ကြတော့ဒါကုသိုလ်လေးယူပါသူ့ကိုပေးလို့ပါဆိုတော့အဲ့ဒါနဲ့ပြီးပြောပေးလို့ဒါပဲအဲ့ဒါငကူတွေကဒီသဘောတရားကိုဆရာတော်ကသုံးပြီးတော့မှ45လမ်းရေးတာတွေကစပြီး18နှစ်စက်တာအဲ့ဒီတိုင်းပဲကျင့်သုံးလာအဲ့တော့ကုသိုလ်တွေအများကြီးစုမိသွားတော့ကုသိုလ်မရှိဘဲနဲ့သူကလုံးလို့မရအောင်လေလုံးလိုက်ရင်ကုသိုလ်ကုန်သွားအဲ့ကုကုန်သွားတဲ့ကုသိုလ်ကဆရာတော်ရတယ်ဒါပဲ ကိုအတွေ့အကြုံတွေဆရာတော်သိခွင့်ရပါကိုကအောက်မှာနေနေတော့လမ်းဘေးအတွေ့အကြုံတွေဆရာတော်တင်ပြခွင့်ရအဲ့တော့ဆရာတော် ကုသိုလ်ရရင်လုံးမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်ကုသိုလ်ရမရဆိုတာသဘောပေါက်တယ်ပေါ့လေဒီလိုပြောချင်တာပြောလှုပ်ချင်တာလှုပ်လို့တစ်ဖက်မှာဒါကိုဆရာတော်ကသုံးတတ်တဲ့အခါကျတော့သူတို့ကကုသိုလ်တွေဆုံးရှုံးသွားတယ်လို့ပေါ့နော်ဆရာတော်မှာသူတို့ကုသိုလ်ကြောင့်သူတို့လှုပ်လို့ရတာဆိုတော့သူတို့ကုသိုလ်တွေဆုံးရှုံးသွားတယ်လို့ဆရာတော်နဲ့နားလည်တဲ့လူတွေမှာကုသိုလ်ရပြီးတော့ဒါတဘာတရားဣတာရောဆရာတော်ပေါ့လေဒါအများကြီးပေါ့ဆရာတော်သူကသွားလို့ရတယ်လှုပ်လို့ရတယ်ဆရာတော်ရောက်တဲ့နေရာတဘာတရားဣတာဖြစ်သွားတာအဲ့ဒါဆရာနဲ့ပတ်သက်တဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ယောဂီတွေဖြစ်သွားတာအနည်းဆုံးတော့အလူရှင်ပေါ့နော်ကိုယောဂီမှလို့မဟုတ်ဘူးလေဒီနည်းကိုမကြိုက်လဲတခြားနည်းတွေတခြားဣတာတွေတော့ဝင်တယ်ဒီမှာမဝတ်လဲတခြားမှာဝတ်တယ်အဲ့ဒါနဲ့ဘုန်းကြီးဒီလိုက်ရှင်တွေဖြစ်သွားတာဒါအတုံးချတာပေါ့တားမရမဲ့အတူတူပေါ့နော်တားနိုင်ရင်လည်းအစွမ်းကုန်တားပေါ့လေအဲ့ဒါလည်းနီးသနီးပေါ့စီးနဲ့ကန်နဲ့ဆိုလဲစီးကန်းကိုအစွမ်းကုန်တုံးဒါလည်းလွတ်လွတ်လပ်လပ်ပေးလို့တော့လေကိုလွတ်လပ်ချင်သူတစ်ပါးကိုလွတ်လပ်လပ်ပေးလို့ရတယ်အဲ့ဒါဆိုရင်ကိုလည်းလွတ်လပ်တယ်ပေါ့အဲ့မှာဒါကတော့အမြင်တရားလောက်တာဟောလေယောဂီဆိုတာကအမြင်ပြောင်းရတာပဲလေလူအမြင်ကနေယောဂီအမြင်ဖရာရဲ့အမြင်ကိုပြောင်းလာတာဖရာကိုဆရာတင်တာလေတရားလောက်တယ်ဆိုတော့တကယ်ဆရာတင်တာကိုပြောတာပေါ့နော်ဒီကြတော့တကယ်တင်ကျင်တာမဟုတ်ဘူးလေကိုကျင့်ကျင်တယ်လို့ကျင့်မယ်ငါဘာဖြစ်ချင်ရဖြစ်အဲ့ဒါမျိုးကတော့တစ်မျိုးပေါ့တကယ်ဖရာကိုဆရာတင်ပြီးကျင့်တယ်ဆိုရင်တော့ဖရာနားလည်စီခြင်းတဲ့အတိုင်းနားလည်ပြီးသူတော်ကောင်းလို့ကျင့်ရတာပဲတကယ်တမ်းကျအရိယာလို့ကျင့်ရတာပဲအဲ့မှာလဲသူတော်ကောင်းလို့ကျင့်မှသူတော်ကောင်းဖြစ်မှာပေါ့အရိယာလို့ကျင့်မှအရိယာဖြစ်မှာပေါ့ကိုကျင့်တဲ့အတိုင်းကိုဖြစ်နေတာလေပုထုဇဉ်ပဲဆိုပြီးပုထုဇဉ်လည်းပဲကျင့်နေတော့အရိယာဖြစ်မှအရိယာကျင့်မယ်သူတော်ကောင်းဖြစ်မှသူတော်ကောင်းကျင့်မယ်ဆိုတာမျိုးကြတော့ပုထုဇဉ်လိုပဲကျင့်ပြီးတော့အရိယာသူတော်ကောင်းဖြစ်သွားကြအကြောင်းမရှိဘူးလေမျိုးဒီ
ဒီကတော့ကိုငိမ့်ချမ်းသွားတော့တေးကြတယ်မဟုတ်ဘူးလားငိမ့်ချမ်း အဲ့ဒါကိုစန့်ကြည့်လိုက်တယ်ဆိုရင် ဒီကွာစိတ်ကမငိမ့်ချမ်းဘူးနော် စန့်ကြည့်လိုက်တယ်ဆိုဒီဒီကဟုတ်လားဘာတွေဖြစ်သွားလဲကြမ်းသွားမယ်ရှုပ်ထွေးသွားမယ်လိုင်းနေထားသွားမယ်ကြည့်လို့ကောင်းလားလို့အဲ့လိုပေးနာထောင်နေပြောခွင့်ရတဲ့လူကလည်းပြောရတယ်ဆိုဘလောက်ငြိမ်းချမ်းရနေတယ်နားလည်မှုဆိုတာအဲ့ဒါလို့ပြောဟုတ်အတီးယူနေတာပေးမပေးနဲ့ မြန်မာပြည်မှာတော့အဲ့လို control ကများတယ်လေမိဘသားသမီးဆရာတပည့်ခေါင်းဆောင်နဲ့နောက်လိုက်ပေါ့အများအား control လုပ်ထားတော့လူတွေကကြားတဲ့အခါကျတော့လည်းမခံနိုင်တော့ဘူးပေါ့မခံနိုင်တော့အဲ့လိုလိုလတ်လတ်လှုပ်လို့ရမယ့်နေရာပေါ့နော်ရင်ဖွင့်လို့ရမယ့်နေရာပေါ့ပြောဆိုလို့ရမယ့်နေရာလိုတာပေါ့အဲ့တော့တဘာတရားလိုက်တာဖြစ်လာတော့အဲ့လိုအချက်ကိုဆရာတော်ကဖြည့်ပေးနိုင်တာပေါ့လေအဲ့ဒါလည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးရှင်းလိုက်နိုင်တာဒီတမှာနေတဲ့လူများတယ်ဆိုတာကိုယ်တိုင်ဖွင့်ကြည့်လေဖွင့်ကြည့်ပြီးတော့မှတကယ်တော်တာတွေအရေးချင်းရှိတာတွေကောင်းတာတွေအဲ့ဒါတွေပဲယူပြီးတော့လက်ခံကြည့်ပေါ့ရမရဆိုတာဘလို့မှမလွယ်ဘူးစာတင်သားတယောက်ရဖို့လည်းမလွယ်ယောဂီတယောက်အများအားယောဂီတယောက်ရဖို့လည်းမလွယ်လောအားပြီးပေါ့ volunteer တယောက်ရဖို့လည်းမလွယ်ကိုယ့်အကူဆိုရင်မလွယ်ဘူးပေါ့လေဒီတဘောတရားကိုနားလည်ရင်တော့လုပ်လို့ရအများကြီးရတယ်ပေါ့အဲ့ဒါလဲစုပ်ကင်တာပဲလေမဆိုင်ပါဘူးများတာတော့များမှာပဲများတာပဲကိုကလည်းပြောတင်တာပြောရမှာဆရာတော်မအားဘူးဆိုတာနဲ့မအားတာကိုစုပ်ကင်လို့မရအားတာဘယ်တော့မှမအားကိုယ့်ကိုအားတယ်ထင်တာထင်ပဲဒါမအားတဲ့ကြားတွေကပဲဆရာတော်ကလုံးဆရာရှိတာတခုပြီးလုံနေတာမအားတဲ့ကြားတွေကတရားဟောနေတာဟိုပရိဒလုတ်ကလည်းမအားဘူးပေါ့တရားလည်းဟောမယ်ဆိုရင်မအားဘူးဟောဆရာတွေကအများကြီးမိခွန်းတွေကအများကြီးဘယ်တော့မှမပြီးတဲ့ကိစ္စဘူးအဲမအားတာကိုသုံးတတ်ဖို့ပေါ့ကိုကမသုံးတတ်တော့ဆရာတော်မအားဘူးဆိုပြီးတော့မပြောတာကြတော့လေဒါမှားတယ်ပေါ့နော်အတိပေးစရာရှိရရှောက်စရာရှိရတော့ရှောက်အောင်ပါပဲ အမျိုးတွေလည်းပုံမကြည့်ဘူးသားရောင်လည်းပုံမကြည့်ကိုတိတာအဲ့လိုဖြစ်ခါသေးပဲရှိရင်အချိန်မှမရှိပြည့်နေတဲ့အတိညာတွေကဆရာတော်နဲ့တူးနေလို့ကိုကလာရောက်ပြီးတော့ဒီမှာဖူးပေါင်းတာလို့ဖူးပေါင်းတဲ့ခါကျတော့ဟောပန်တိုင်မှုတွေလည်းဆုံးလိုက်ပို့ကောင်းပဲဆိုပြီးတော့ကိုကဝီချတာအဲ့ဒါဘာတွေဖြစ်သွားလဲလို့ဘယုံသုံးကားဖြစ်နေတာလို့ကိုဒီနေ့ထိအဲ့ဒါကိုတင်ပြနေတာပြေးပါတယ်ကြည့်တက်ကြည့်လိုက်တယ်ရကောင်းပါဆရာတော်တပါးနဲ့တိဖို့မဟုတ်ဒီလူတွေလည်းဒီဝိတ္တိခြုံသွားလို့ကိုယ့်ရဲ့စိတ်သဘောထားကိုပြောင်းလဲပြီးဖို့ချိန်တန်ပါပြီလို့ရုပ်ကထိုင်ပြီးကြည့်နေကြားနေအောင်ပါလို့ရှင်တို့အချိန်ပေးနိုင်မှာမဟုတ်ဘူးလို့အဲ့ဒီဝရိယတွေဆိုတာလည်းရှင်တို့ကလွယ်ဘူးလို့ပါရမီတွေပြည့်နေတဲ့သူတော်စင်တွေအတွက်လို့ဝရိယဆိုရှင်တို့ကပြန်ကားခံပြီးတော့ကျင့်ကြံအားထုတ်လို့တင်တော့ကိုအစစ်တစ်ခုခတ်ပြီးပေးကျွေးနေတာရအောင်ပြီးလိုက်ပါအချိန်လေးကုန်ဆုံးပြီးဘုရားပေါ်လို့အပြစ်နာခံပြီးကြိုးစားတယ်တရားမြတ်ကြီးစားပြီးပြည့်နေမှာခေရှားရှိတယ်အဓိကအချက်ကြတဲ့ကိစ္စတွေကိုနှလုံးသားမှာမသိဘူးဆိုရင်တော့ဒီစိတ်ဓာတ်ကြီးကတိုးတက်ဖို့ဆိုတာနေတာကတောက်ချက်တိုက်တဲ့ပြည့်စည်ဟုတ်လားနောက်ဆုံးစိတ်ဆုံးလို့ပွဲပြောက်သွားတယ်လေကျုပ်ကစိုးရိမ်တရားကိုသိတာတော့ဟောပြရသည်ဆိုကြံတန်းနိုင်ပြောင်းပါအစီကြားလို့လေဟွာလက်တီကျင့်နိုင်တဲ့ကျင့်နိုင်မှုလဲလိုတယ်လေဒကာမကွာနားလေတဲ့မကျင့်နိုင်ဘူးဆိုတော့အဲ့ဒါတပည့်တော်ရဲ့စိတ်သဘောထားကိုပြင်ပြခွင့်ရချင်တာအမိမတက်ရလည်းနေပါစေဘာကြီးပဲညာကြီးလဲဆိုတဲ့အမိတက်ဖို့လာတာတော့မဟုတ်ဘူးညဝ
ဝေတဲ့သဘောပဲ